ကျွန်တော်ကအလောင်းခွဲစိတ်စစ်ဆေးရတဲ့မှုခင်းဆရာဝန် forensic pathologist တယောက်ဖြစ်လို့ဆိုပြီးကျွန်တော်ဇနီးကဂျွန်ရှာကလူငယ်လေးတယောက်နဲ့ဖောက်ပြန်ပြီးကျွန်တော်ကိုကြွားရှင်းခဲ့ပါတယ်။အဲ့ဒီညမှာပဲကျွန်တော်ဟာအဲ့ဒီလူငယ်လေးရဲ့ဆေးဆက်ထားသူအမျိုးသမီးနဲ့ချက်ချင်းပဲပတ်သက်မိသွားခဲ့တယ်။ဒီအမျိုးသမီးဟာခြေတန်းရှိရှိခါတီးတီးလေးနဲ့ဒီလောက်တောင်လှပနေလိမ့်မယ်လို့ကျွန်တော်မမျှော်လင့်ထားခဲ့ဘူး။ကျွန်တော်တို့တညလုံးအတူရှိခဲ့ကြတယ်။ကျွန်တော်ဘက်ကတော့ဘာမှရှုံးစရာမရှိဘူးပေါ့။ဒီတညပြီးရင်တယောက်နဲ့တယောက်ဘယ်တော့မှပြန်တွေ့ကြမှာမဟုတ်ဘူးလို့ကျွန်တော်ထင်ခဲ့တာ။ဒါပေမဲ့ကျွန်တော်ဌာနအသက်ကိုပြောင်းရွှေ့လိုက်တဲ့အခါမှာတော့သူမဟာရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့အထက်လူကြီးကပတိန်ရှောင်းဖြစ်နေတာကိုတွေ့လိုက်ရတယ်။ရှောင်းတင်ကကျွန်တော်ကိုတစ်ချက်ကြည့်လိုက်တယ်။သူမရဲ့အမူအရာကအေးဆက်လွန်နေတယ်။မှုကင်းဆရာဝန်လည်းဒါကတော့ကျမတို့ရဲ့အထက်လူကြီးကပတိန်ရှောင်းပါလို့မိတ်ဆက်ပေးကြတယ်။နေကောင်းလားကပတိန်ရှောင်းလို့ကျွန်တော်နှုတ်ဆက်လိုက်တော့သူကကျွန်တော်ကိုတခါမှမတွေ့ဘူးသလိုပဲခက်စိမ့်စိမ့်အမူအရာနဲ့တုံ့ပြန်တယ်။ကျွန်တော်အနားမှာရှိနေပေမဲ့သူကတီးတီးငိမ့်ငိမ့်အမူအရာကိုပဲထိန်းထားခဲ့တယ်။ရှောင်းတင်ကကျွန်တော်လက်ကိုခပ်ဖွားလေးဆွဲလိုက်ပေမဲ့ကျွန်တော်ကခက်တင်းတင်းပြန်ဆုပ်ကင်ထားလိုက်တယ်။သူမရဲ့မျက်လုံးအစုံကကျွန်တော်ကိုဝေ့ကြည့်တော့ကျွန်တော်ကမျက်ခုံးတစ်ချက်ပြင်ပြလိုက်တယ်။သူမကလက်ကိုအတင်းယုံထပ်သွားပြီးမှုခင်းဆရာဟောရဲ့ရှင်းရဲ့ကျွမ်းကျင်မှုတွေကစမ်းကျင်ပြီးကျမကိုစိတ်မပြတ်စေဖို့မျှော်လင့်ပါတယ်လို့ပြောတယ်။အဲ့ဒီတော့ကျွန်တော်ကအဲ့ဒီညကကျွန်တော်ရှင့်ကိုစိတ်ပြက်အောင်လုပ်ခဲ့လို့လားလို့မေးလိုက်တယ်။ရှောင်းတင်ဟာဒါကိုကြားတော့ကျွန်တော်ကိုပြန်မကြည့်တော့ပဲသူမရဲ့ရုံခန်းစီကိုပဲရှောင်သွားတော့တယ်။ကျွန်တော်လည်းမှုခင်းဌာနကိုပြန်လာပြီးအလောင်းခွဲစိတ်ခုံနဲ့အစေးပစ္စည်းစင်းတွေကိုလေ့လာနေတော့မှပဲကျွန်တော်လက်ထောက်ရှောင်းရံကအလောတကြီးရောက်လာတယ်။အခုချင်းမြို့ပြင်ကချင်းရှမ်းကန်မှာငါဖန်သမားတယောက်ကပိုးပွားနေတဲ့အလောင်းထည့်ထားတဲ့ခရီးဆောင်တစ်တာတလုံးကိုဆယ်မိလို့တဲ့ကျွန်တော်အခင်းထိနေရာကိုအပြေးသွားခဲ့အခါရှောင်းတင်နဲ့ဒီမရဲ့အဖွဲကရောက်နေပြီခက်လန်းလန်းကတည်းနဲ့ပုတ်စော်မနန်းနေတာပဲရှောင်းတင်ကခရီးဆောင်တစ်တာကိုတွေးခဲ့တဲ့ငါဖန်သမားကိုမေးမြန်းနေတယ်မှုခင်းဆရာဝန်ရဲ့အနံ့ကတော်တော်ပြင်းတယ်ရှင်အစင်ပြေရလားလို့မေးတယ်ပြဿနာမရှိပါဘူးဟာဟာလို့ကျွန်တော်ပြန်ဖြေလိုက်တယ်ရှောင်းတင်ကကျွန်တော်ကိုမျက်စောင်းထိုးကြည့်တယ်အလုပ်လုပ်တဲ့အခါမှာတော့ကျွန်တော်ကတီတီငင်းငင်းနဲ့အာယုံဆိုင်မှုအပြည့်ရှိသူပါမေးပေးတဲ့အတွက်ကျေးဇူးပါပဲဒီအလောင်းကတော်တော်လေးပုတ်ပွားနေပြီဘသူမရောက်ဆိုတာခွဲခြားနိုင်ဦးမလားလို့ကျွန်တော်ရှင်းပြလိုက်တယ်အဲ့ဒီနောက်အဖွဲ့သားတွေကလည်းအတီးတီးအလုံးရှုပ်သွားကြတယ်ရှောင်းမုံကချင်းရှမ်းကန်ရဲ့ရေစည်းစင်းလုံမိုးနဲ့ရေမျက်နှာပြင်အပြောင်းလဲအချက်လက်တွေကိုစုဆောင်တယ်ရှောင်းချဲကတော့မြို့ထဲမှာတနည်းအတွင်းပျောက်ဆုံးနေတဲ့အမျိုးသမီးတွေကိုစုံစမ်းစစ်ဆေးတယ်နေ့လယ်ပိုင်းမှာရှောင်းတဲမှုကင်းကန်ကိုရောက်လာပြီးရလက်တွေထောက်ပြီးလာလို့မေးတယ်တေဆုံးသူကပထမအသက်ရှူကျက်အောင်အရင်လှုပ်ခံရတယ်တတိလစ်ပန်းတဲ့အခါမှာတော့ဦးခေါင်းကိုမားကြောတဲ့အရာတစ်ခုနဲ့အထုခံပြီးအုံနောက်တန်ညာနဲ့တေဆုံးသွားတာတက်တဲ့လူကစိတ်လိုက်မှာပါလောက်တာမဟုတ်ဖဲတက်ဖို့ရည်ရွယ်ချက်အပြည့်နဲ့လုပ်ခဲ့တာပဲအလုပ်ကြိုးစားပေးတဲ့အတွက်ကြီးစုပါလို့သူမကပြောတော့ဒါကကျွန်တော်တာဝန်ပါနောက်ထပ်စစ်ဆေးစရာတွေလည်းရှိသေးတယ်လို့ကျွန်တော်ပြန်ပြောလိုက်တယ်အဲ့ဒီအချိန်မှာပဲသူမရဲ့ဘိုက်ကတကူကူနဲ့မီးသွားတယ်မနက်ကဆိုရင်9နာရီလောက်ရှိနေပြီလေဘာမှမစားရသေးဘူးရှောင်းတင်ကဒါကိုမြင်တော့ခတ်တိုးတိုးလေးပြောတယ်အလုပ်တွေခဏရက်ပြီးတခုခုခချင်းသွားစားလိုက်ပါအောင်ရပါတယ်သွားစားပါကျွန်တော်ကကပတင်ရှောင်းခင်ဗျားမှာကျွန်တော်ကိုအမိန်ပေးပိုင်ခွင့်ဘာရှိလို့လဲတငယ်ချင်းအနေနဲ့လားလုပ်ဖို့ကိုင်ပဲအနေနဲ့လားဒါမှမဟုတ်ကျွန်တော်ကိုဖောက်ပြန်နေတဲ့ကောင်ရဲ့ဆေးဆက်ထားသူအမျိုးသမီးအကျဲအနေနဲ့လားလို့ခနဲ့လိုက်တယ်သူမကဘာမှပြန်မပြောပဲလျှက်သွားတော့တယ်ကျွန်တော်လဲသူမရဲ့အေးဆက်ဆက်ကြောက်ပင်းကိုကြည့်ပြီးနောက်ကကန်းကျင်အောင်စောင့်လိုက်မိတယ်အဲ့ဒီစကန်မှာပဲရှောင်းသိန်းကနောက်စိမ်းမှာမျက်လုံးပါတယ်လို့မျိုးချက်ချင်းလှည့်ကြည့်လာတယ်မှုခင်းဆရာဝန်ရဲ့ရှင့်မှာကျမအပေါ်အညိုးအသေးရှိနေပုံရတယ်ကျမတို့ကအပေးအတူတဲ့တောင်လုတ်ခဲ့ဘူးတာကိုအခုတော့လူစိမ်းလိုဟန်ဆောင်နေတာလားလို့ပြောလိုက်ပါတော့တယ်မှုခင်းဆရာဝန်ရဲ့ကျမကိုဆွဲလန်းတော့မှဆိုလို့နောက်ထပ်ဘယ်တော့မှလာမနောက်ရှက်တော့ဘူးလို့ရှင်ပြောခဲ့တယ်မဟုတ်လားဒါမှမဟုတ်ရှင်ရဲ့အကြည့်တွေကကျမအပေါ်မှာမယိုးသားလို့လားကျမဘာလုပ်ရမလဲကပတင်ဆောင်ခမရဲ့အခုလိုအေးဆက်ဆက်အမူအရာကလေကျမကိုခမငိုးသွားအောင်လှုပ်ချင်းစိတ်တွေပေါက်လာစေတယ်ဒါကိုနောက်ဆုံးအချိန်ဖြစ်ထပ်ပြောမယ်ကျွန်တော်ဟာအလုတ်ကလွဲရင်လွတ်ဖို့ကိုင်ပတ်တယ်နဲ့ဘလို့ပတ်သက်မှုမျိုးမှရှိမှာမဟုတ်ဘူးတညတာအပြောအပတွေဆိုတာလုံးဝမဖြစ်နိုင်ဘူးဒါဆိုရင်လည်းပြည်တာပါပဲကျွန်တော်ကတော့မွေးရပါပုံကန်ချင်းစိတ်ရှိတဲ့သူဆိုတော့ခမကတွန်းထုတ်လေးလေးကျွန်တော်ကပို့ပြီးစားနောက်ချင်းလေးလေးပဲကျွန်တော်နဲ့ရှောင်းတင်းဟာသမင်းစားဆောင်ကိုတယောက်ပြီးတယောက်ထွားခဲ့ကြတယ်ကျွန်တော်အစားစားတဲ့ယူပြီးရှောင်းတင်းရဲ့မျက်နှာချင်းဆိုင်မှာထိုင်းလိုက်တယ်ပြီးတော့အမှုအကျန်းကိုခဏလောက်စကားပြောဖြစ်ကြတယ်အချင်းကြီးကိုပေါ့ပေါ့ပါဖြစ်သွားအောင်ခြံချမ်းကစကားလောင်းချောင်းလွဲပြီးမှုခင်းဆရာဝန်ရဲ့ဖားကြီးကိုစနောက်မင်းမြန်းပါတော့တယ်ဆရာဝန်ကရုပ်လဲချောအလုပ်လဲကျွမ်းကျင်တာပဲရီးစားရှိပြီလားမရှိသေးဘူးလားအိုးတကယ်လားကောင်းတာပေါ့ကျွန်တော်တို့အထက်လူကြီးကလည်းအခုထိလူပြိုကြီးပဲလေဟေးခင်ဗျားတို့နှစ်ယောက်ကဟေးဘသူကျွန်တော်ကိုကန်လိုက်တာလဲခြံချောင်းအောက်တယ်မလို့ပါနဲ့လို့ခြံချမ်းကအော်တော့လေအထက်လူကြီးဘာလို့ဒီလောက်တောင်တုံ့ပြန်မှုပြင်းထန်နေရတာလဲခင်ဗျားကဆေးဆက်ထားသူဟောင်းကိုအခုထိတတိယနေတော့လားကျွန်တော်မြင်ပြောရတဲ့အဲ့ဒီလူကစီဦးထုတ်နဲ့ဟန်ဆောင်ကောင်းတဲ့လူယုံမတယောင်လိုပဲသူကခင်ဗျားကိုမတန့်ဘူးခြံချောင်းကတော့ပါစပိတ်တီသမင်းပဲစားစမ်းလို့အော်ခံလိုက်ရတော့ဘာမှစမပြောရတော့ဘူးကျွန်တော်ကတော့ဒေါသထွက်နေတဲ့ရှောင်းတင်းကိုကြည့်ပြီးစပွဲအောက်ကနေခြေထောက်ကိုထက်ကန်လိုက်တယ်ရှောင်းတင်းကတော့ဘာမှမဖြစ်တယ်လို့ဟန်ဆောင်နေတော့မယ်အဲ့ဒါနဲ့ကျွန်တော်ကထက်ကန်လိုက်ပြီးကျွန်တော်ဘိုက်ဝါပြီးအထက်လူကြီးဘာလို့ဒီလောက်ဒေါသထွက်နေရလဲဓမ္မတာလာနေလို့လားလို့ခနဲပြီးထွက်လာခဲ့တယ်အဲ့ဒီနောက်ကျွန်တော်ညီရှာအိုင်ပိုင်းစီကဖုံးလာလဲအကို
ကျွန်တော်တော်ဒေါသထွက်နေတယ်အစုပ်တောင်ပေါက်ထွက်တော့မယ်စေးအေးထားပါရှာအိမ်ပိုင်ဘာဖြစ်တာလဲဖြည်းဖြည်းချင်းပြောအဲ့ဒီကောင်လေးအဲ့ဒီကောင်စုပ်ကျွန်တော်သူ့စီကိုချက်ချင်းသွားပြီးအပိုင်းပိုင်းစုပ်ဖြတ်ဖြစ်လိုက်ခြင်းတယ်အဲ့ဒီလူယုံမှဖူးညမ်းညမ်းကို Rolex နိုင်တစ်လုံးလက်ဆောင်ပေးထားတာကိုကျွန်တော်တွေ့လိုက်ရတယ်အခုလက်သူလက်ထက်ခဲ့တာဒီလောက်ကြာတာတောင်သူအကိုကိုဘယ်တော့ကအဖိုးတန်လက်ဆောင်ပေးဘူးလို့လဲကျွန်တော်ကတော့ပြန်နှစ်ထင်လိုက်ရတယ်သူ့ကို WeChat မှာဖြတ်လိုက်တော့ကျွန်တော်နဲ့ဖူးညမ်းညမ်းကြမှာဘာမှမရှိတော့ဘူးကွာရှင်းလက်မှရကြတဲ့ကသူကသူကျွန်တော်ကကျွန်တော်ပဲသူဘယ်သူကိုနိုင်ပေးပေးဘာတွေကြွားကြွားကျွန်တော်ကိစ္စမဟုတ်တော့ဘူးအဲ့ဒီလိုလူမျိုးတွေဒေါသမထွက်နဲ့တော့မတန်ဘူးရှာအိမ်ပိုင်းနဲ့စကားပြောပြီးတော့ကျွန်တော်မူခင်းခါမှာတညအလုံးအချိန်ပေါ်ဆင်းပြီးစစ်စင်းမှုတွေလုပ်ခဲ့တယ်မနေ့ရောက်တော့စစ်ဆေးချက်တွေကိုယူပြီးရှောင်းတင်းစီသွားခဲ့တယ်သူမလည်းတညလုံးမအေးရသေးပဲအလုံးစုံယုံမှခီးတတစ်တာကိုစစ်ဆေးနေတာတွေ့တယ်ခီးတတစ်တာရဲ့ပစ္စည်းနဲ့လက်ရကိုကြည့်ရတာလွန်ခဲ့တဲ့10 သူပါဆိုများစွာကစိတ်ယုံငယ်လေးတာမှမဟုတ် hardware shop ဟောင်းတစ်ခုကနေလက်နဲ့လွတ်ထားတဲ့ပစ္စည်းတစ်ခုနဲ့တူတယ်ရှောင်းဟဲကတော့မြို့ထဲမှာပိတ်သွားပြီးသားဒါမှမဟုတ်ပုံစံပြောင်းသွားတဲ့တားရဲ့စိတ်ယုံဟောင်းတွေကိုလိုက်လံစုံစမ်းနေတယ်ရှောင်းဟဲကကျွန်တော်ကိုမြင်တော့မူခင်းဆရာဝန်ရဲ့ကပတိရှောင်းကိုရှာနေတာလားလို့နှုတ်ဆက်တယ်ရှောင်းတင်းကလွှဲကြည့်လာတော့ကျွန်တော်ကအစီရင်ခံကိုကမ်းပေးလိုက်တယ်ဒါကတညလုံးစစ်ဆေးထားတဲ့ရလာတယ်ပဲဥခေါင်ကွဲကို 3D ပြန်လဲတိဆောက်ပြီးစမ်းသက်ကြည့်ရအချက်အရတီစင်နေတဲ့တန်ရာကိုဖြစ်စေတဲ့အားကအကျန်း30 စင်တီမီတာလောက်ရှိတဲ့အဝိုင်းဆောင်အနားထက်ကကွဲကွဲနဲ့မာကျောတဲ့အားတစ်ခုနဲ့တူတယ်ဒါကဖြန်းတောင်းကဒါမှမဟုတ်စကြင်ကြောက်ကလှုပ်ထားတဲ့ဆေးလိဖျားခွေရဲ့အောက်ချေးချံနဲ့တူတယ်ပြီးတော့အဝတ်စားတွေကရေမွေးနဲ့အကျွင်းဆန်နှဲငယ်ကိုလည်းတွေ့တယ်။ကတိရေမွေးကနားမဲ့တစိမ့်မတမုံမဟုတ်ဘူး။တီးတန့်ဆက်ထားတဲ့နှင်းရေမွေးပဲ။ရှင်းရဲ့အချက်လက်တွေကတော်အသုံးဝင်တယ်။ကျေနပ်မိပါတယ်။လိုရှန်တင်းကပြောတယ်။ကျွန်တော်ကတော့တန်းဝေရမျိုးကြံတဲ့စုံစမ်းစစ်ဆေးမှုတွေကိုတော့ခမားတို့အသွင်အတိုင်းပဲဆက်လို့တော့ကျွန်တော်ကတော့တေးအောင်ပန်းနေပြီးပြန်ပြီးအိတ်လိုက်အောင်ပဲလို့ပြောပြီးထွက်လာခဲ့တယ်။ကျွန်တော်ကားမောင်းပြန်လာတဲ့အချိန်ရှောင်းတင်းတို့အသွင်ဟာအမှုလိုက်ကိုထွက်လာတာကိုမြင်လိုက်ရတယ်။ရှောင်းတင်းကစုံစမ်းရင်းနဲ့အဲ့ဒီရေမွေးကိုလွန်ခဲ့တဲ့နှုတ်ညက်ထဲမှာဝယ်ယူခဲ့တဲ့သူတွေထဲမှာအသက်40နဲ့45ကြာရှိတဲ့အမျိုးသမီးတွေကိုစိတ်တန်းလိုက်တော့ဂျန်နင်ဆိုတဲ့အမျိုးသမီးစီမှာသွားလန်းဆုံးတယ်။ဂျန်နင်ဟာအသက်40နှစ်လွန်ခဲ့တဲ့ကနစ်ကလေးကနိုင်ငံခြားမှာစီးကူးတက်မှုခံယူနေလေလို့လူမှုကွန်ရက်မှာတင်ထားပြီးသား။ဒါပေမဲ့သူမရဲ့ခင်ကျော်ယူပိုင်ညံကတော့လူမှုကွန်ရက်မှာလုံးဝပေါ်မလာတော့ဘူး။ပြီးတော့ပတ်ဝန်းကျင်ကလူတွေနဲ့ဆွေမျိုးတွေကလည်းသူမအကြောင်းကိုဘာမှမသိတော့ဘူး။ဒါကဖြစ်နိုင်တာမဟုတ်ဘူးလေ။ရှောင်းတင်းကတော့ဂျန်နင်နဲ့ပတ်သက်တဲ့အချက်လက်တွေကိုအသေးစိတ်စစ်ဆေးပါတော့တယ်။တေဆုံးသူရဲ့သွားဘက်ဆိုင်ရာအချက်လက်တွေနဲ့တင်ပဆောင်ရုပ်ပုံစံတွေကကျန်းနေရဲ့ကိုခန္ဓာအချက်လက်တွေနဲ့ကိုက်ညီမှုရှိမရှိအမြန်ဆုံးစစ်ဆေးပေးနိုင်မလား။ကောင်းပါပြီ။ဒီနေ့မိုးလယ်ပိုင်းမှာစစ်ဆေးချက်ရလက်တွေကိုရှောင်းတင်းစီကျွန်တော်ကိုယ်တိုင်ပေးလိုက်ပါမယ်။တေဆုံးသူဟာကျန်းနေဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။မှုခင်းဆရာဝန်ရဲ့ကတေဆုံးသူဟာကျန်းနေအစစ်အမှန်ဖြစ်ကြောင်းအတည်ပြုပေးခဲ့တာပါ။တေဆုံးသူကဘသူဆိုတာသိလိုက်ရတာဟာကျွန်တော်တို့စုံစမ်းစစ်ဆေးမှုအတွက်ရှင်းလင်းတဲ့ဥတီချက်တစ်ခုရရှိသွားတာပါပဲ။အခုဆိုရင်ဒါဟာဘသူမှမသိတဲ့ပုတ်ပွားနေတဲ့အလောင်းတစ်ခုမဟုတ်တော့ပဲကျန်းနင်ဆိုတဲ့အမျိုးသမီးကိုပြစ်မှတ်ထားတပ်ဖြတ်ခဲ့တဲ့လူသက်မှုတစ်ခုဖြစ်သွားပါပြီ။9မိနစ်အကြာမှာတော့လူတိုင်းရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ပထမအစည်းအဝေးခန်းမှာလူဆောင်ခဲ့ကြပါတယ်။ကျန်းနင်ဟာအသက်42နှစ်ရှိပြီးရဲချန်တက္ကသိုလ်အမှုပညာကောလိပ်ရဲ့ပန်းကြီးဌာနမှာတရုတ်ရိုးရာပန်းကြီးအထူးဖြူကတိကတဦးဖြစ်ပါတယ်။လွန်ခဲ့တဲ့3နှစ်ကကျန်းနင်နဲ့သူမရဲ့မိဘတွေဟာခရီးထွက်ရင်ပြင်းထန်တဲ့ကားအက်ဆီဒန့်တစ်ခုဖြစ်ခဲ့ပါတယ်။ကျန်းတင်တယောက်ပဲအသက်ရှင်ခဲ့ပေမဲ့သူမရဲ့ညာဘက်လက်ကောက်ဝက်ကအရွတ်တွေပြင်းပြင်းထန်ထန်ပက်တောင်သွားခဲ့လို့အသေးစိတ်ပန်းကြီးဆွဲနိုင်တဲ့စွမ်းရည်ကိုဆုံးရှုံးသွားခဲ့ရတယ်။ဒါဟာတရုတ်ရိုးရပန်းကြီးကတိကတယောက်အကတော့အသေးခွဲခံရတယ်လို့ပြင်းထန်တဲ့ထုံးနှက်ချက်ပါပဲ။လွန်ခဲ့တဲ့တစ်နှစ်ကကျန်းတင်ဟာနိုင်ငံကမှာစေကူတာဖို့အကြောင်းပြချက်နဲ့ထုတ်ခွာဖို့ပြင်ဆင်ခဲ့ပါတယ်။မှတ်တမ်းတွေအရသူမဟာလက်မှတ်ဝဲခဲ့တဲ့လေစိတ်ဝင်ခဲ့တဲ့လုံခြုံရေးစစ်ဆေးမှုတွေဖြတ်တန်းခဲ့တဲ့ဒါပေမဲ့မှုခင်းဆရာဝန်ရဲ့တေဆုံးချိန်ခံမှန်းချက်အရကျန်းနေဟာလီရင်ပေါ်မတက်ခင်နောက်ဆုံးမိနစ်မှာခရီးစဉ်ပြောင်းလဲလိုက်တာမျိုးဒါမှမဟုတ်အစီအစဉ်တွေပြတ်သွားပြီးလီရင်ပေါ်လုံးဝမရောက်ရှိခဲ့တာမျိုးဖြစ်နိုင်ပါတယ်။အဲ့ဒီအချိန်ကစပြီးအရာအလုံးဟာလှည့်စားမှုတွေဖြစ်လာတာပါ။ကျန်းနေရဲ့ခင်ဘွန်ရွှေပိုင်ညံဟာလည်းရဲချန်တက္ကသိုလ်က Professor တယောက်ပါပဲ။ကျန်းနေကနိုင်ငံကားကိုတကယ်မသွားပဲတစ်နှစ်လုံးပျောက်ဆုံးနေတာကိုသူမရဲ့ခင်ဘွန်ဖြစ်သူရွှေပိုင်ညံကလူပြောက်တိုင်းချက်မဖွင့်ခဲ့ပါဘူး။ပြီးတော့ကျန်းနေရဲ့လူမှုကွန်ဝင်စာမျက်နှာတွေဟာရက်ပိုင်းကြားပြီးအမြဲတမ်းအသစ်တင်နေခဲ့တယ်။ဒါဟာသူမရဲ့ဖုန်းကိုရထားတဲ့လူသက်သမားကသာလုပ်နိုင်တဲ့အလုပ်ပါ။အခုလောလောဆယ်မှာတော့ရွှေပိုင်ညံဟာအတိကတန်တရားရှိသူဖြစ်လာပါတယ်။ရွှေပိုင်ညံကိုစစ်ဆေးဖို့ Yes ခန်းကိုခေါ်ဆောင်လာခဲ့ပါတယ်။စစ်ဆေးခန်းတွေကိုဝင်လာတဲ့အခါမှာတော့ရှန်တင်းကမအေးရသေးတဲ့ညတွေကြောင့်အေးဆက်ပြီးခံညာတဲ့အမူအရာနဲ့သူ့ကိုစောင့်ကြည့်နေခဲ့တယ်။ရွှေပိုင်ညံဟာလူလက်အရွယ်ဖြစ်ပေမဲ့ဘိုက်ပူတာထိတ်ပလောင်တာမျိုးမရှိပဲပညာတတ်အရှင်ဝအပြည့်ရှိသူပါ။ရဲရရှိဘာလို့ဖြစ်နေတာလဲကျွန်တော်ကိုဘာလို့ဒီလိုနေရာမျိုးကိုရုတ်တရက်ခေါ်လာရတာလဲခမရဲ့ဇနီးကျန်းနေဟာလွန်ခဲ့တဲ့တစ်နှစ်လောက်ကတည်းကအသက်ခံခဲ့တယ်ဆိုတာခမတီးလားမဖြစ်နိုင်ပါဘူးလုံးဝမဖြစ်နိုင်ပါဘူးသူကနိုင်ငံမှာလွတ်ရွာပြီးစေကူတာနေတာလေမနေ့ကမုန်းလဲပိုင်းမှာတောင်သူကျွန်တော်စီ WeChat နဲ့စားပို့သေးတယ်ခမတို့လိမ့်နေတာပါအခုလေးတင်ခမကမဖြစ်နိုင်ဘူးလို့ဖြေတဲ့အခါခမရဲ့မျက်လုံးကဘဲဘက်အပေါ်ကိုခဏခဏဝေ့တက်သွားတယ်
အမူအရာခွဲခြမ်းစီမချက်အရာဒါဟာဦးနှောင်းကအဖြစ်အပျက်အမှန်ကိုပြန်တွေးနေတာမဟုတ်ပဲပုံရိပ်တစ်ခုကိုလုတ်ကန်ဖန်တီးနေတာပဲပြီးတော့ခမရဲ့ပါဇက်ဘဲဘက်ကျွတ်သွင်းဖြံကမတဘာဝပဲတောင့်ကဲနေတယ်ဒါကလူတယောက်ကအန်ဩကျင်အောင်ဆောင်းတဲ့အခါဒါမှမဟုတ်အမူအရာကိုထိန်းချုပ်ဖို့ကိုးစားတဲ့အခါဖြစ်လိရှိတဲ့အမှားပဲခမရဲ့အန်ဩစင်ကအတူရောင်နေပါခမဘာတွေပြောနေမှမသိဘူးမျက်လုံးဝေးထားတယ်ပါဇက်တောင့်ထားတယ်ကျွန်တော်ကတော့ကိုချစ်လာရောက်ဒုက္ခရောက်နေလို့ဘသူထက်မှပိုပြီးစိတ်နှလုံးကြေကွဲနေရတာပါခမတို့ကဒီတွေကိုသုံးပြီးကျွန်တော်ကိုဘယ်လိုဖြစ်ရဆွဖြားစေနိုင်တာလဲကျန်းတင်ကခမစီ WeChat နဲ့စားဖို့တော့ဗီဒီယိုကောခေါ်တယ်လို့ပြောတယ်နော်ကောင်းပြီကျွန်တော်မေးမယ်ဖုန်းတစ်ဖက်မှာစာရိုက်နေတဲ့သူကကျန်းတင်အစ်စ်ပါလို့ခမဘလို့အသေးချပြောနိုင်မလဲသူကနိုင်ငံကမှာစေးကူတာနေတာဆိုရင်ဘာလို့တစ်နှစ်လုံးကဲမရှိမှာပေါ်မလာတာလဲခမကတော့သူ့စီသွားဖို့လေရင်လက်မှတ်ဝယ်ခဲ့တဲ့မှတ်တမ်းဘာမှမရှိတာလဲဗီဒီယိုကောနဲ့လူချင်းတွေ့ပြီးစကားပြောဖို့ခမမစူးစမ်းခဲ့ဘူးလားဒါကရုပ်တည်ရဲ့လားလွန်ခဲ့တဲ့3နှစ်ထွေရပြီးခါကသူကလူတယောက်လိုပြောင်းလဲသွားတာပါကျွန်တော်အနာကရဲ့စိတ်တူပြီးထွက်ခွာဖို့ပဲပြောနေတတ်တယ်ကျွန်တော်စိုးရင်ပေမဲ့သူမကိုကြည့်ပြီးတခုခုထပ်ပြောလိုက်ရင်သူအသက်ရှင်ခြင်းစိတ်တောင်ပျောက်သွားမှစိုးရင်ခဲ့လို့ပါသူထွက်ခွာတဲ့နေ့ကကျွန်တော်ကိုယ်လိုက်လေစိတ်ကိုပို့ခဲ့တာလုံချုံရေးစစ်ဆေးပြီးလေရင်ပေါ်တက်မဲ့ဂိတ်စုကိုရှောက်နေတာကိုကြည့်နေခဲ့တာဒီလိုခင်မှန်းသိရင်ကျွန်တော်သူ့ကိုအတင်းတားခဲ့မှာဒါမှမဟုတ်အတူလိုက်သွားခဲ့မှာပါရှောင်းတင်းကတော့ဘာအမူအရာမှမပြပဲခရီးတစ်တာနဲ့စာရက်စာတန်းတွေကိုရွှေပိုင်းညံ့ရဲ့ရှေ့မှာပစ်ချလိုက်တယ်ဒီခရီးတစ်တာဟာလွန်ခဲ့တဲ့အနှစ်30ကယုံကူးဟာဝဲဆိုင်ဟောင်းမှာကျန်းနေရဲ့မိဘတွေကသမီးထစ်သူအတွက်အထူးမာစိုးဟဲတဲ့မင်္ဂလာဆောင်အတုံးဆောင်ပစ္စည်းပဲအခုတော့အဲ့ဒီတစ်တာကချင်းရှမ်းကန်မှာရောက်နေပြီကျန်းနေရဲ့ပုတ်ပွားနေရဲ့အလောင်းကိုထည့်ထားတဲ့အဲ့ဒီတစ်တာကခမရတို့အိမ်ကပျောက်သွားတာပြောစမ်းခမရတာကိုအကုန်သိနေတာပဲအဲ့ဒီတစ်တာကိုခမရဘယ်နေရာမှာထားခဲ့တာလဲပစ္စည်းတွေတင်ထားဖို့ပဲလားဒါမှမဟုတ်ကျွန်တော်တကယ်ပဲဂယုမဆိုင်မိခဲ့တာလားကျွန်တော်တကယ်မသိဘူးကျွန်တော်ချစ်သူအသက်ရှင်နေသေးတယ်လို့ပဲအမြဲထင်ခဲ့တာအခုမှရုတ်တရက်ကြီးသူတေးသွားပြီအဲ့ဒီတစ်တာထဲမှာတေးနေတာလို့ခမရတို့ကပြောနေတယ်ကျွန်တော်ကဘသူ့ထက်မဆိုပိုးပြီးအံ့ဩတုန်လွတ်ရတယ်လို့စိတ်နှလုံးနဲ့ကြေခွဲရပါတယ်ကျွန်တော်သူ့ကိုချစ်တယ်နင်းနေရဲ့အသက်ကကျွန်တော်အသက်ချက်ပိုအရေးကြီးပါတယ်ကျွန်တော်ကသူ့ကိုဘယ်လိုလုပ်ပြီးနာကျင်အောင်လုပ်ရမှာလဲကျွန်တော်မှသူ့ကိုဒုက္ခပေးခြင်းနဲ့စိတ်ကလေးတစွန်းတစတောင်ရှိခဲ့လေကျွန်တော်မကောင်းမသိခြင်းနဲ့တေးပါစေဗျာခိုင်လုံတဲ့တက်တီအထောက်ထားမရှိရင်အထူးခွင့်ပြုချက်ရထားတဲ့ရတောင်ရွှေပိုင်းညံကို48နာရီပဲထိန်းထားလို့ရပါတယ်ဆိုလိုတာက48နာရီအတွင်းမှာခိုင်မာတဲ့တက်တီကိုရှာရမှာပါရှောင်းတင်းနဲ့ချန်ဝေတို့ဟာတက္ကသိုလ်ကိုသွားရောက်ပြီးဂျန်နင်နဲ့ရွှေပိုင်းညံတို့ရဲ့အထက်လူကြီးတွေနဲ့တွေ့ဆုံခဲ့ပါတယ်သူတို့ကကျွန်တော်တို့ကျောင်းမှာစံပြဇနီးမောင်နဲ့အဖြစ်လူသိများကြတာလေ Professor ရွှေကစင်ရဲတဲ့မိသားစုကလာတာ Professor ဂျန်ရဲ့မိသားစုအကူအညီနဲ့တက္ကသိုလ်တက်ခဲ့ရတာလို့ကြားဖို့တယ်အလို့အကောင်အခြေတကျထိသွားတော့မှ Professor ဂျန်နဲ့လက်ထပ်ခဲ့တာ Professor ဂျန်ကဂျန်မရေးကြောင့်ခလေးရဖို့ခက်ခဲတယ်ဆိုတာသိရတဲ့အချိန်မှာတော့သူကဘယ်တော့မှမညီညွတ်ခဲ့ဘူးသူကဇနီးပွန်တကယ်ကောင်းတာကျွန်တော်တို့အားလုံးမြင်ကြတာပဲအဲ့ဒီနောက်ရှောင်းတင်းကအိမ်ကြီးချင်းတွေစီတွားရောက်ဆုံစမ်းပါတယ်။အိုးရဲမီရဲ့ Professor ရွှေကတကယ်ကိုထူးချွန်တဲ့လူကောင်းတစ်ယောက်ပါ။ဂျန်နင်ရဲ့မိဘတွေကား accident ဖြစ်ပြီးဂျန်နင်ကိုယ်တိုင်လည်းလက်တံရရသွားကြတဲ့ကသူ့ရဲ့စိတ်ဓာတ်ကဘလို့မှမတီးခံနိုင်စရာဖြစ်သွားတာ။အိမ်မှာပစ္စည်းတွေရိုက်ခွဲတာ Professor ရွှေကိုအော်ဟစ်ဆဲဆိုတာတွေကိုခဏခဏကြားရတယ်။ဆဲတာတွေလည်းတော်တော်လေးရိုင်းတာ။ရဲစခန်းကိုအပြန်လန်းမှာတော့ချန်မွန်ကတော်တော်လေးတော်သားထွက်နေပါတယ်။ဒီရွှေပိုင်ညံကကျောင်းမှာတော့ကြီးစုတီးတတ်တဲ့ခင်မန်းကောင်းအိမ်ကြီးချင်းတွေရှေ့မှာတော့ဘလို့ပဲအစဲခံရပါစေပြန်မပြောတဲ့တနာစရာခင်မန်းပေါ့။သူလည်းလူကောင်းပုံရိပ်ကခိုင်မာလွန်းနေတော့ဘသူကမှသူ့ကိုတန်တရားမဝင်ကြတာရှောင်းတင်းကဖုံးထုတ်ပြီးနီးပညာဌာနကိုဆက်သွယ်လိုက်တယ်ဂျန်နဲ့ရဲ့ WeChat အကောင့်တွေကို IP လိုက်ကြည့်တဲ့အခါမှာတယောက်ယောက်က IP လိပ်စာကိုလွှဲ့ထားပြီးနိုင်ငံခြားမှာရှိတယ်လို့ဟန်ဆောင်ထားလာကိုတွေ့လိုက်ရတယ်ဒါကြောင့်ရွှေပိုင်ညံဟာတက္ကသိုလ်မှာကွန်ပျူတာနဲ့ပတ်သက်တဲ့သင်တန်းတွေတက်ဖူးသလားဆိုတာကိုသူမှစစ်ဆေးခိုင်းလိုက်တယ်ရဲစခန်းကိုပြန်ရောက်တော့အဝင်းတော်ပန်းချန်နာမှာမျက်လုံးတွေနီးရဲနေတဲ့အမျိုးသမီးငယ်တစ်ယောက်ကိုရှောင်းတင်းတွေ့လိုက်တယ်ရှောင်းတင်းကအနားသွားပြီးနေကောင်းလားကျမကဒီကဝန်တန်းမှာဘာကူညီရမလဲလို့မေးလိုက်တယ်ကျမကရဲချန်တက္ကသိုလ်ကကျောင်းသူပါ Professor ဂျန်နဲ့သူလွန်ခဲ့တဲ့နှစ်ကအသက်ခံလိုက်လုံးလဲလို့ကြားမိလို့အဲ့ဒါတကယ်ပဲလားမဟုတ်ဘူးလို့ပြောပြပါရှင်က Professor ဂျန်နဲ့ရဲ့ကျောင်းသူလားဟုတ်ကဲ့ကျမနာမည်ရှာရှင်းရန်ပါဆီရမရဲ့ကျောင်းသူတွေကတယောက်ပါကျမတို့မိသားစုကမချမ်းသာတော့ကျောင်းလက်ကမပေးနိုင်တော့ကျောင်းထရရတော့မယ့်အခြေအနေမှာဆီယာမကတိသွားပြီးတိတ်တိတ်ဆိတ်ကျောင်းလက်ကပေးခဲ့တာကျမကိုအားပေးစကားတွေလည်းအမြဲပြောတယ်သူကတကယ်လူကောင်းအကောင်းဆုံးဆီယာမပါရှန်တင်းကအဲ့ဒီကျောင်းသူငယ်လေးကိုစခန်းထဲခေါ်သွားပြီးရေးတစ်ခွက်ဖေးပြီးစိတ်အေးအောင်လောက်ပေးတယ်ရှာစိတ်မကောင်းဘူးပဲမဲ့ Professor ဂျန်နဲ့လွန်ခဲ့တဲ့နှစ်ထိကတည်းကအသက်ဆုံးသွားတာအမှန်ပဲအခုအမှုကိုစုံစမ်းနေပါရဲ့ရှင့်ကိုမေးချင်တာက Professor ကိုနောက်ဆုံးတွေ့ခဲ့တာဘယ်တော့လဲဘလို့အခြေအနေမျိုးလဲမှာအဲ့ဒီတုန်းကပြင်သစ်ကိုကျောင်းသားဖလန်ရဲ့အစီအစဉ်နဲ့တွားဖို့ဇီယာတစ်ခုရှိခဲ့တယ် Professor ဂျန်ကကျမကိုအများကြီးအားပေးပြီးဌာနလူကြီးတွေကိုထောက်ခံပေးခဲ့တာကျမရမယ့်အခြေအနေမှာရုပ်တရက်ကြီးအဲ့ဒီဇီယာကပြောင်းသွားတယ် Professor ရွှေကသူ့ရဲ့ကျောင်းသူလင်းချမ်းချမ်းကိုထောက်ခံလိုက်တာကျမ Professor ဂျန်ကိုနောက်ဆုံးတွေ့ခဲ့တာတော့အဲ့ဒီကျောင်းသားဖလန်ရဲ့ကိစ္စနဲ့ပတ်သက်ပြီးသူနဲ့ Professor ရွှေတို့အကြီးအကျယ်စကားများနေကြတာကိုပါလင်းချမ်းချမ်း Professor ရွှေရဲ့ကျောင်းသူပေါ့အဲ့ဒီအချိန်ကသူမရဲ့ပညာရေး research တွေကဘလို့လဲ Professor ဂျန်နဲ့တော့ဘလို့ဆက်ဆံရရှိလဲရှာရှင်းရန်ကမျက်ရည်တွေကိုတုပ်ပြီးကျမ research တွေကတော့တန်းလုံးမှာပထမပိုင်းလင်းချမ်းချမ်းရဲ့ပညာရေးရလက်တွေကတန်းလုံးမှာအဆင့်20ပတ်ဝန်းကျင်ပဲရှိတာပါဒါ
ဒါပေမဲ့ Professor ရွှေရဲ့ထောက်ခံချက်ကြောင့်ကျောင်းသားဖလှယ်ရဲ့နေရာကိုနောက်ဆုံးမှလင်းချန်ချန်ပဲရသွားခဲ့တယ်အဲ့ဒီတော့ကကျမအနုပညာစတူဒီယိုထဲမှာရှိနေရင် Professor ကျန်းကအရန်စိတ်လှုပ်ရှားတုန်လှုပ်နေပြီး Professor ရွှေကိုအော်ဟစ်နေရကြားလိုက်ရတယ်ရွှေပိုင်ညံရှင်သာလင်းချန်ချန်ကိုထွက်ခွင့်ပြုလိုက်ရင်ရှင်ရဲ့ဂုဏ်သိက္ခာကိုကျမအကုန်ဖျက်ဆီးပစ်မယ်တဲ့ရှင်ပေးရဲ့တဲလွန်စာတွေကတော်တော်လေးအရေးကြီးပါတယ်ကျေးဇူးတင်ပါတယ်ရှာကျမ Professor ကျန်းကိုနောက်ဆုံးအကြိမ်တွေးခွင့်ရမလားဟင်သူ့ကိုကောင်းကောင်းနှုတ်ဆက်ချင်လို့ပါအမှုကိုစုံစမ်းနေတော့ဆိုတော့ရှင်စနတ်ရှိရင်ကျောင်းသူတယောက်အနေနဲ့လာပြီးနှုတ်ဆက်လို့ရပါတယ်ကျေးဇူးတင်ပါတယ်အရာရှိ Professor ကျန်းအေးချမ်းချမ်းအနားယူနိုင်ဖို့အမှန်တရားကိုအမြန်ဆုံးဖော်ထုတ်ပေးနိုင်မယ်လို့မျှော်လင့်ပါတယ်ရှာရှင်းရန်ထပ်သွားပြီးနောက်ရှောင်းတင်းကစုံချင်းကိုခေါ်လိုက်တယ်စုံချင်းရေးချန်တက်ကတော်ကလင်းချန်ချန်ဆိုတဲ့မိန်းကလေးအကြောင်းကိုချက်ချင်းစုံစမ်းပါသူမနဲ့ပတ်သက်တဲ့အချက်လက်အကုန်လုံးကိုကျမသိချင်တယ်ရှောင်းတင်းစစ်စစ်ရဲ့အခန်းထဲဝင်လာတာကိုမြင်တော့ရွှေပိုင်ညံကဂယုမဆိုင်တယ်လို့မျက်တောင်ပြင်ကြည့်တယ်ရဲမေရှောင်းပြန်လာပြန်ပြီလားဒါပေမဲ့ကျွန်တော်မှတ်မိသလောက်ဆို48နာရီပြည့်တော့မယ်နော်ခင်ဗျားတို့ဘာသက်တည်မှမတွေ့ပဲကျွန်တော်ကိုပိတ်လောင်ထားတာမကြခင်ရှေ့နေရောက်လာလိမ့်မယ်ကျွန်တော်အပြင်ရောက်တာနဲ့ခင်ဗျားတို့ကိုတိုင်ချက်ဖွင့်အောင်ပါပါရှောင်းတင်းကရွှေပိုင်ညံရဲ့အမျက်နှာချင်းဆိုင်မှာအမူအရာမရှိပဲထိုင်လိုက်တယ်ခင်ဗျားအခက်ခဲဆုံးအချိန်တွေမှာကျန်းနေရဲ့အမိဘတွေကခင်ဗျားကိုတက်ကတော်တက်နိုင်ဖို့ထောက်ပံ့ခဲ့တာခင်ဗျားမှာဘာမှမရှိတဲ့အချိန်မှာကျန်းနေကဘာမှမစင်စားပဲခင်ဗျားနောက်ကိုလိုက်ပြီးအရာရာမှဝန်းစားခဲ့တာသူမရဲ့ပါရဂွစ်ဘောကိုတော့ခင်ဗျားအတွက်စတေးထားတာရွှေပိုင်ညံသူမရဲ့နောက်ဆုံးကံကြမ္မာကခမည်းလက်ထဲမှာအသက်ခံပြီးခကြီးဆောင်တက်တာတဲ့အသက်ခံပြီးအေးဆက်တဲ့ကံအောက်ချီမှာနစ်မြုပ်နေငိုပဲလားခမည်းမှာနည်းနည်းလေးတောင်နောင်တမရဘူးလားအရာရှိခမည်းဘာတွေပြောနေတာဆိုလားကျွန်တော်တကယ်နားမလဲဘူးယောက်ျောင်းမတွေကကျွန်တော်အတွက်တကယ်ကောင်းတာပါနင်းနေလဲကျွန်တော်အပေါ်အရန်ကောင်းတာပါအဲ့ဒါတွေကိုကျွန်တော်အကုန်မှတ်မိနေလို့ပဲသူ့ကိုပို့ချစ်ပြီးပို့တန့်ပိုးထားတာသူဘလို့ဖြစ်ပြီးအသက်ခံရလိုက်တာလဲဆိုလားကျွန်တော်အခုထိနားမလည်နိုင်သေးဘူးခမည်းတို့ထက်တောင်ပိုပြီးနာကျင်နေရတာပါသူကစိုးရင်ချင်းရောင်ပြပြီးထပ်ပြီးငိုပြပြန်တယ်ခင်ဗျားတို့အမှန်တရားကိုအမြန်ဆုံးဖော်ထုတ်ပေးနိုင်ဖို့ကျွန်တော်နေတိုင်းဆူတောင်းနေခဲ့တာပါကျွန်တော်ကိုအမှန်တရားပေးပါနေနေအတွက်ရှင်းပြချက်ပေးပါဘာမှမစုံစမ်းနိုင်ပဲကျွန်တော်ကိုပဲဒီမှာပိတ်လောင်ထားပြီးထပ်ခါတလိန်တစစ်ဖီးနေတာဘာလို့ချင်တာလဲခင်ဗျားတို့ရဲ့လုတ်ပိုင်ခွင့်ကိုအလွဲသုံးစားပြီးအတင်းအကျပ်ဝန်ခံခိုင်းနေတာလားဒီလူရဲ့အတိတရားကခွေးစားသွားပြီပဲသွေးအေးရဲ့ဒရိတ်ဆန်တွေတောင်သူ့ကိုသူတို့ရဲ့ဘိုးဘွားတွေကိုခေါ်ရလိမ့်မယ်ရဲမီရှောင်းခင်ဗျားကတော့တယောက်ကိုဖမ်းပြီးဒီအမှုကြီးကြီးကိုဇနီးအပေါ်တစ်ချာရလွယ်ကျွန်တော်အပေါ်ပုံကြားဖို့ပဲစဉ်းစားနေတာမဟုတ်ပါလားအမှုမြန်မြန်ပိတ်ချင်လို့ကျွန်တော်ကိုပြစ်ပုံချနေတာပေါ့ဟုတ်လားရွှေပိုင်းညံရဲ့ရန်စစ်မှုကိုရှောင်းတင်ကဘာအမူအရာမှမပြောပဲတုံ့ပြန်လိုက်ပြီးစစ်စေးရေးစားပွဲပေါ်ကိုဓာတ်ပုံတစ်ထပ်ဖြစ်တင်လိုက်တယ်ဒါကိုကြည့်လိုက်အောင်လို့သူမှပြောလိုက်တယ်ရွှေပိုင်းညံကုန်းကြည့်လိုက်တဲ့အခါတုံလုတ်ခြောက်ချသွားတော့တယ်ဓာတ်ပုံတွေထဲမှာလင်းချန်ချန်ကခလေးတယောက်ကိုချီပြီးသူမရဲ့မိခင်နဲ့အတူလူနီလက်ကွက်တစ်ခုကနေထော်လာတာကိုတွေ့ရတယ်ခလေးရဲ့မွေဆိုင်မှာဖခင်အမီနီယာမှာရွှေပိုင်းညံရဲ့နာမည်ကိုရေးထားတာပါတယ်ရွှေပိုင်းညံခမည်းနဲ့လင်းချန်ချန်တို့ဖောက်ကန်နေတာကိုကျန်းတင်တီးတော်လာကြပြီသူမကိုဝင်ရှိနေတာကိုတောင်ကျန်းတင်တီးတယ်ဒီအရှုပ်တော်ပုံတွေပေါ်ပေါက်ပြီးခမည်းရဲ့ဂုံတိခါတွေပျက်စီးသွားမှာကိုကြောက်လို့ခမည်းသူမကိုတတ်လိုက်တာပဲကျွန်တော်ဖောက်ပြန်ခဲ့ရင်တောင်ဒါကကိုချင်းတရားပိုင်းဆိုင်ရာပြဿနာပဲရှိတာပါကျွန်တော်ဇနီးတည်ဆုံးတာနဲ့ကျွန်တော်နဲ့ဘာမှမဆိုင်ဘူးလို့သူကညင်းနေတော့မှပဲဤပညာဌာနကရေးအရာရှိတွေရောက်လာပါတယ်ကပတင်ချောင်းအနောက်ဘက်ဆင်ချေဘုံကရွာတရွာမှာရွှေပိုင်းညံ့ညံ့ဖခင်နမင်းနဲ့ငွားထားတဲ့အခန်းထဲကနေကျန်းတင်တည်ဆုံးခင်ကခိုင်ခဲတဲ့ဖုန်းကိုရှာတွေ့ခဲ့ပါတယ်ရွှေပိုင်းညံ့ညံ့တက်ကတော်မှတန်းကြီးကိုလည်းစစ်ဆေးပြပါပြီသူကကွန်ပျူတာဘာသာရပ်တွေကိုသင်ခဲ့ဖူးပြီးဒီနေရာသူပြုတ်လောက်တာနဲ့အချက်လက်လိမ့်တဲ့ဤပညာတွေကိုကျွမ်းကျင်သူပါဖုန်းပေါ်မှာလည်းရွှေပိုင်းညံ့ညံ့လက်ဖွယ်တွေကိုတွေ့ထားပါတယ်ခမရဲ့ပြင်းမှုကိုဖုံးကွယ်ဖို့လုပ်ခံထားတဲ့အရာတွေအလုံးအခုတော့ပေါ်ကုန်ပြီရွှေပိုင်းညံ့ရဲ့စိတ်တွေချက်ချင်းပြိုလဲသွားပြီးကလားထိုင်ပေါ်ပုံကျသွားတော့တယ်သူကလက်နဲ့ဖန်နဲ့နှက်ဖို့ဖိထားရင်အကွဲနေတဲ့အတန်နဲ့ပြောရှာတယ်ကျွန်တော်သူ့ကိုတတ်ဖို့လုံးဝရည်လည်းချက်မရှိပါဘူးသူကပဲကျွန်တော်တို့ကိုလွတ်မပေးပဲတောက်လောက်လိုင်းအောင်ရှဲနေတာပါကျွန်တော်ကျန်းတင်ကိုတကယ်ချစ်ခဲ့တာပါကျွန်တော်ကတောင်ပေါ်ကဆင်းရဲတဲ့ကောင်လေးတယောက်ပါကျွန်တော်တို့အထက်တန်းကျောင်းမှာစတွေ့ခဲ့ကြတယ်အဲ့ဒီတုန်းကသူ့ရဲ့စာမွေးရလာတဲ့ကကျွန်တော်ထက်အများကြီးတာခဲ့တယ်ကျွန်တော်စာမလုပ်နိုင်ဖြစ်နေတာကိုသူကတွေ့တော့ကျွန်တော်ကိုလာကူညီပေးခဲ့တယ်နောက်ပိုင်းကျွန်တော်တက်ကတူတရားတော်မဲ့အချိန်မှာကျွန်တော်မိသားစုကအကြောင်းလာခမတတ်နိုင်ဘူးအဲ့ကကျန်းတင်ကသူမိဘတွေစီသွားပြီးကျွန်တော်ကြောင်းပြီးတဲ့အထိထောက်ပံ့ပေးဖို့ကတိတောင်းပေးခဲ့တယ်အဲ့ဒီအချိန်တုန်းကကျွန်တော်ကြင်ဆိုခဲ့ပါတယ်ကျွန်တော်ကျွန်တယောက်လိုအလုပ်လုပ်ရပါစေအောင်ကျန်းတင်အပေါ်ကောင်းပါမယ်သူမိဘတွေရဲ့ကြည်စုကိုဆက်ပါမယ်လို့ပေါ့ကျွန်တော်တို့တက်ကထုံးမှာပဲအတူတူအလုပ်လုပ်ခဲ့ကြပြီးလက်ထပ်ခဲ့တယ်လူတိုင်းကကျွန်တော်တို့ကိုစံပြဇနီးမောင်လောင်နှက်ဖက်တဲ့စုံသွဲလုပ်ပြောကြတယ်ဒါပေမဲ့ကျွန်တော်ရင်ထဲမှာဘလောက်တောင်ခါတီးပြီးနာကျင်နေရလဲဆိုတာဘယ်သူမှမသိကြဘူးသူရဲ့ပန်းချီကားတွေကစိုးတဲ့ခဏခဏရတယ်သူကကျွန်တော်ထက်အရင်ပါတကူဖြစ်သွားတယ်လူတွေကပြောကြတယ်ရွှေပိုင်းညံဒီနေ့ဒီလိုအောင်မြင်နေတာတောင်ပေါ်ကနေစင်းဒီတက်ကထုံးမှာအလုပ်ရနေတာတွေဟာကျန်းနေနဲ့သူမိဘတွေရဲ့အဆဲအသွဲအကြောင်းပဲတဲ့ကျွန်တော်သူမိဘအင်းကိုတွားတိုင်းသူတို့ကအပေါ်ရံမှာရင်ကျေးပြပေးမယ်နေနေကကျွန်တော်ကိုနှိမ်ပြီးယူထားရတာကျွန်တော်ကတော့အထက်တန်းလွှားတဲ့ကိုကပ်ပါလာတာဆိုတဲ့အငွေထပ်တွေကအမြင်ရှိနေတယ်သူတို့မျက်လုံးထဲမှာကျွန်တော်ကသူတို့ရဲ့ရေရွံမှုကြောင့်လူရဝင်လာတဲ့စင်ရဲသားကောင်းလေးပဲအဲ့ဒီအိမ်မှာကျွန်တော်စကားပြောခွင့်တောင်မရှိဘူးပြောရင်ကြည်စုမထိတဲ့သူဖြစ်သွားမယ်အဲ့ဒီခန်းစားချက်ကအသက်ရှူရခတ်အောင်ကြက်တဲလွန်းနဲ့ပိုက်ခွင်တစ်ခုထဲမှာအပိတ်ခံထားလိုက်သလိုပဲအဲ့ဒီခန်းစားချက်ကပူပူပြီးတင်းကျပ်လာက
အတိရှူရခက်အောင်လောင်နေတဲ့မမြင်ရတဲ့ပိုက်ကွန်းတစ်ခုထဲမှာပိတ်မိနေသလိုပါပဲဒီလိုနာကြီးစရာတွေနဲ့စိတ်ဖိစရာအားလုံးကိုကျွန်တော်သိခံခဲ့ပါတယ်ဒါတွေကကျွန်တော်ရင်ဆိုင်ရမယ့်အရာလို့သတ်မှတ်ခဲ့တာပါဒါပေမဲ့ကျွန်တော်လုံးဝတေးမခံနိုင်တဲ့အချက်တစ်ချက်ရှိခဲ့တယ်အဲ့ဒါကတော့ဆရာဝန်ကသူမခလီးမရနိုင်တဲ့ပြဿနာရှိတယ်လို့အတိအရပြောထားတာတောင်သူမကျွန်တော်ကိုဘာပြောလဲသိလားရပါတယ်သူနှစ်ယောက်တသက်လုံးခလီးမယူဘဲနေသွားကြတာပေါ့တဲ့သူမကအရန်ကိုပေါ့ပေါ့ပါပါပြောနိုင်ခဲ့တာပါကျွန်တော်ဇာတိကတောင်ပေါ်ကရှေးရိုးဆွဲရွာလေးဗျကျွန်တော်အင်ကိုဖုံးဆက်တိုက်ကျွန်တော်အမေကငိုလေသူမအတိတ်ဘဝကဘာအဖြစ်တွေလုပ်ခဲ့လို့အခုလိုမြင်းမမြင်ရတာလဲဆိုပြီးတော့ပေါ့ကျွန်တော်သူမကိုချစ်တဲ့စိတ်နဲ့ဒီအိမ်တောင်အေးကိုလက်ခံဖို့ကိုအတင်းကျပ်တိုက်တွန်းခဲ့ပါတယ်ဒါပေမဲ့အသက်ကြီးလာတဲ့အခါလွတ်ဖော်ကိုက်ဖတ်တွေကသူတို့ခလေးပုံတွေလူမှုကွန်ရက်မှာတင်တာကိုမြင်ရရင်ကျွန်တော်အမိတိတ်တဆိတ်မျက်ရည်တုပ်နေတာကိုမြင်ရရင်ကျွန်တော်ရင်ထဲမှာအယမ်းကိုနှာကျင်ရတယ်လင်းချင်းချင်းကကျွန်တော်တို့ရွာကတက္ကသိုလ်ကျောင်းသူလေးပါသူမရဲ့မိသားစုကကျွန်တော်ထက်ကျောင်းပို့စင်အဲလို့ကျွန်တော်ကိုယ်တိုင်ထောက်ပံ့ပေးခဲ့တာနောက်ပိုင်းသူမရဲချန်တက္ကသိုလ်ကိုရောက်လာတော့ကျွန်တော်ကျောင်းသူဖြစ်လာတယ်သူမကကျွန်တော်ကိုအယမ်းလေးစားတာကျွန်တော်ရဲ့တင် जा မှုတွေက Professor ကျန်းနင်းရဲ့ဂုဏ်သတင်းအောက်မှာမွေးမိန်မနေတင်ဘူးလို့သူကပြောပေးခဲ့တယ်ကျွန်တော်မျက်လုံးထဲမှာတော့လင်းချင်းချင်းဟာအလုတ်ကိုဇာတိကြီးစိုးတည်တတ်တဲ့မိန်းကလေးတစ်ယောက်ပါသူမကကျွန်တော်ဇာတိကဖြစ်နေပြီးကျွန်တော်ကိုယ်တိုင်လည်းထောက်ပံ့ပေးထားသူမို့ကျွန်တော်သူမအပေါ်အထူးဂရုစိုက်မိခဲ့တယ်ဒါပေမဲ့အဲ့ဒီခင်အထိကျွန်တော်ဖောက်ပြန်ဖို့စိတ်မကူးခဲ့ပါဘူးအဲ့ဒီကိစ္စမဖြစ်ခင်အထိပေါ့လွန်ခဲ့တဲ့3နှစ်ကကျွန်တော်အမေကတောင်ပေါ်ကဆွေမျိုးတွေကိုခေါ်ပြီးမြို့ကိုအလဲလာခဲ့ပါတယ်ကမကောင်းစွာနဲ့ပဲချမ်းနေမှာအလုံးကိစ္စရှိနေလို့သူတို့ကိုယ်တိုင်အဲ့မခံနိုင်ခဲ့ဘူးဒါနဲ့ကျွန်တော်အမေကဈေးဝယ်လာပြီးအိမ်မှာပဲရိုးရိုးရှင်းရှင်းချက်ပြုတ်ကျွေးမယ်လို့ပြောခဲ့တယ်ကျွန်တော်တို့အိမ်မှာခွေးတစ်ကောင်ရှိတယ်အဲ့ဒါကလွန်ခဲ့တဲ့9နှစ်ကကျန်းနင်တနေရာကနေကောက်လာတဲ့လမ်းဘေးခွေးလေးပါပုံမှန်ဆိုရင်တော့အဲ့ဒီခွေးကတော်တော်လေးလေးမှာပါတယ်ဒါပေမဲ့အဲ့ဒီနေ့ကတော့အဲ့တဲ့တရားကိုတောက်လျှောက်ဟောင်းနေတော့တာပဲခွေးကမရမနာဟောင်းနေတော့အဲ့တဲ့ကစိတ်တူကြီးကန်းလိုက်တာတော်တော်လေးပြင်းသွားပုံရတယ်ခွေးကသတိလစ်သွားရောအဲ့ဒီတဲ့ကပဲကိစ္စကိုရှုပ်အောင်လုပ်ပြီးကျွန်တော်အမိကိုအကြံပေးတယ်ခွေးကသတိလစ်နေတော့ထပ်ပြီးအားလုံးအတွက်ခွေးသား hot pot ချစ်စားလိုက်အောင်ဆိုပြီးတော့ပေါ့နောက်ပိုင်းကျန်းတင်အိမ်ပြန်ရောက်တဲ့အခါခွေးကိုချက်ချင်းရှာပေးမယ်မတွေ့တော့ဘူးကျွန်တော်အမိကတော့ခွေးကမလိမ်မလို့ထွက်ပြေးသွားပြီလို့လိမ်ပြောထဲတယ်ကျန်းတင်ကမယုံတော့အဲခန့်ကလုံခြုံရေးကင်မရာ CCTV ကိုစစ်ဆေးကြည့်လိုက်တယ်အဲ့ဒီအခါမှာတော့အမှန်တရားပေါ်သွားတာပေါ့သူမရဲ့ခွေးကိုသူတို့စားပွဲတင်လိုက်ကြပြီဆိုတာသူမချက်ချင်းဒေါသတွေပေါက်ကွယ်ပြီးကျွန်တော်အမေနဲ့ဆွေမျိုးတွေအပါဝင်ကျွန်တော်မိသားစုတစ်ခုလုံးကိုအော်ဟစ်ပြီးတောင်းပန်ခိုင်းတော့တာပဲအဲ့ဒါတင်မကဘူးသူတို့ကိုအိမ်ကနေအခုချက်ချင်းဆင်းသွားဖို့လည်းအမိန့်ပေးခဲ့တယ်ဒီကိစ္စကြောင့်ကျွန်တော်မှမျက်နှာပြတ်ရတာပေါ့ရွာပြန်ရောက်တော့လေလူတွေကကျွန်တော်ကိုလက်ညှိုးထိုးပြီးအတင်းပြောကြတယ်သူမကကျွန်တော်ကိုချစ်တဲ့တာပြောနေတာဒီလိုသေးသေးမမကိစ္စလေးတွေတောင်ကျွန်တော်ကိုမျက်နှာမပေးခဲ့ဘူးကျွန်တော်အမေလည်းသူမကြောင့်နေမကောင်းဖြစ်ခဲ့ရတယ်သူမကတော့ရွာကိုပြန်ပြီးအမေဖြစ်သူကိုကြီးဖို့တောင်လုံးဝငင်းဆန်ခဲ့တယ်သူမနဲ့သူမရဲ့မိဘတွေကကျွန်တော်ကိုရင်ထဲကနေအထင်သေးနေကြတာပါခွေးတကောင်ကဒီတောင်တောင်အရေးကြီးလို့လားသူမခလီးမရနိုင်တာကိုတောင်ကျွန်တော်တခါမှအပြစ်မတင်ခဲ့ပါဘူးသူမရဲ့ခွေးကကျွန်တော်ဆွေမျိုးလေးကိုအရင်မကြိုက်ခဲ့ရင်ကျွန်တော်အမေကချက်စားပါမလားရှောင်းတင်ကမျက်မှောင်ကြုံလိုက်မိပါတယ်ကျန်းတင်ကအဲ့ဒီခွေးကို9နှစ်တောင်မွေးထားတယ်ဆိုကြတဲ့ကသူမဟာတကယ်ကိုမေတ္တာတရားကြီးမားတဲ့သူဖြစ်ကြောင်းသက်သေပြနေတာပဲသူနေတိုင်းအလောက်ကပြန်လာရင်သူ့ရဲ့ဖနက်ကိုခွေးကကိုက်ယူလာပေးတာတော့ညစာစားမိခွေးလေးကိုကြိုနဲ့ဆွဲပြီးလမ်းလျှောက်ထွက်ရတာတွေကိုသူအမျော်လင်းဆုံးဖြစ်နေမှာပေါ့ရှင်းကတော့အပြင်ထွက်နေတဲ့အချိန်ရှင်းရဲ့အမေနဲ့ဆွေမျိုးတွေကသူ့ခွေးကိုချက်စားလိုက်ကြတယ်သူဘလောက်တောင်စိတ်နှလုံးကြေကွဲသွားမလဲဆိုတာရှင်းစင်းလာဘူးရဲ့လားသူစိတ်မကောင်းထင်မဲ့ဆိုတာကျွန်တော်သိတာပေါ့ခွေးအစ်စ်တကောင်ဝဲပေးမယ်လို့တောင်ပြောခဲ့သေးတယ်ဒါပေမဲ့သူကမလို့ချင်တော့ဘူးတဲ့ဒီဆန်တွေတောင်လူတဘာဝကိုနားလေကြသေးတယ်ရှင်ကတော့နားမလဲဘူးရှင်ကဒီဆန်ထက်တောင်အောက်တန်းကျနေပြီကျွန်တော်ကဒီဆန်ဆိုရင်ဘုရားသခင်ကကျွန်တော်ကိုဘာလို့အရင်မခေါ်သွားလာလဲဘာလို့ကျန်းနေရဲ့မိဘတွေကိုအရင်ခေါ်ရတာလဲအဲ့ဒါသူတို့ကိုဘုရားသခင်ကိုယ်တိုင်တပုံမတူလို့ပေါ့သူတို့ကကျွန်တော်ကိုတာအရင်လို့ဆက်ဆံပါတယ်လို့ပြောခဲ့ကြပေမဲ့သူတို့ရင်ထဲမှာကျွန်တော်နဲ့ကျွန်တော်မိဘတွေကိုအထင်သေးနေကြတာကျန်းနေရဲ့မိဘတွေဆုံးသွားပြီးတော့သူရဲ့လက်ကလည်းဒဏ်ရာရသွားပြီးပန်းကြီးမဆွဲနိုင်တော့တဲ့အခါသူစိတ်မတည်မရင်ဖြစ်လာတယ်တေးသေးမမကိစ္စလေးတွေကစားပြီးကျွန်တော်ကိုလာရန်ရှာတော့တာပဲကျွန်တော်လည်းတော်တော်လေးစိတ်ကုန်နေပြီအဲ့ဒီနေ့ကကျွန်တော်နဲ့အတူရွာကိုနှုတ်သက်ကူဖို့လိုက်မလာချင်ဘူးဆိုတာနဲ့ကျွန်တော်တယောက်ထဲပဲပြန်ခဲ့တယ်ဆွေမျိုးမိတ်ဆွေတွေနဲ့တွေ့တဲ့အခါတိုင်းကျွန်တော်တို့မျိုးဆက်ပြတ်သွားလိဆိုတဲ့အကြောင်းကိုဝိုင်းပြောကြတယ်အဲ့ဒီစကားတွေကကျွန်တော်မိဘတွေရဲ့မျက်နှာနဲ့ကျွန်တော်နှလုံးသားကိုထိုးနှက်နေတယ်လို့ပဲကျွန်တော်အမေကကျွန်တော်ကိုနောက်ဆုံးတတိပေးချက်ထုတ်တယ်အမေမတည်ခင်ငွေလေးတယောက်ချီမသွားရရင်မျက်စိမိမှာမဟုတ်ဘူးတဲ့အဲ့ဒီအချိန်မှာလင်းချန်ချန်လဲရွာကိုအားလက်ပြတ်ပြန်လာခဲ့တယ်ကျွန်တော်စိတ်ညစ်နေတဲ့အချိန်မှာပင်ကြရောက်တော့လဲအင်ကရေခဲထိတာလို့အေးဆက်နေပြီးဇာတိရွာကတော့ဖီအားလေးပဲတဲ့ဆက်တလုံးလိုပါပဲကျွန်တော်စိတ်ညစ်နေတာကိုလင်းချန်ချန်တက်ရောက်ပဲထီပြီးသူမကကျွန်တော်အိမ်ကိုခဏခဏလာကစကားတွေပြောပြတတ်ပါတယ်လင်းချန်ချန်ကစကားပြောဆိုချိုးထားပြီးလူကိုဘလို့နှုတ်သိမ့်ရမလဲဆိုတာကောင်းကောင်းသိတယ်
ကျွန်တော်စိတ်မချမ်းသာဖြစ်တိုင်းသူမကအမြဲတမ်းနူးနူးညံ့ညံ့နဲ့ဖေးမပေးခဲ့တယ်။အဲ့ဒီညကကျွန်တော်အရက်တွေအလွန်ကျွံတောင်းမိသွားပြီးအချိန်နဲ့လင်းချန်ချန်အပေါ်စီးချော်မိသွားခဲ့တယ်။အဲ့ဒီနောက်မှာတော့လင်းချန်ချန်ကကျွန်တော်ရင်ခွင်ထဲမှာခိုးဝင်ရင်းကိုအဖြစ်မတင်ဖို့ပြန်ပြီးနှစ်သိမ့်ပေးခဲ့တယ်။သူမကကျွန်တော်ရဲ့မိသားစုဘွားကိုလည်းဖျက်ဆီးမှမဟုတ်ဘူးလို့ကတိပေးခဲ့တယ်။သူမကကျွန်တော်ကိုလေစားအားချနေခဲ့တာကြားပြီးသလိုကျွန်တော်ဘေးမှာရှိနေခွင့်ရမယ်ဆိုရင်သူမဟာရှိုးဝဲမရအဖြစ်နဲ့တောင်ကြေကြေနဲ့နှိပါမယ်လို့ပြောခဲ့တယ်။ငယ်ရွယ်ချောမောပြီးနူးညံ့နဲ့ကိုအားကိုတကြီးချစ်တဲ့မိန်းကလေးတယောက်ကိုဘသူကမနစ်သက်ပဲနေမှာလဲ။ပထမအကြိမ်စစ်ဖြစ်ပြီးနောက်မှာတော့ဒုတိယအကြိမ်တတိယအကြိမ်တွေဆက်တိုက်ထစ်လာပါတော့တယ်။ကျွန်တော်နဲ့လင်းချန်ချန်တို့ဟာဒီကိစ္စကိုဘသူမှမသိအောင်သေချာဖုံးကွယ်ထားခဲ့ကြတယ်။သူမကဘာတစ်ခုမှပို့ခဲ့တောင်းဆိုတာမျိုးမရှိပဲကျွန်တော်ဘေးမှာတိတ်တဆိတ်နေပေးခဲ့တယ်။ကျွန်တော်ကလည်းကွာရှင်းဖို့တစ်ခါမှမစင်စားခဲ့ဘူး။ဘာပဲဖြစ်ဖြစ်ကျန်းနေနဲ့ကျွန်တော်ဟာစံဖျားစနီးမောင်နဲ့အဖြစ်လူတွေရဲ့စိတ်ထဲမှာဆွဲနေတာလေ။ပြီးတော့ကျန်းနေရဲ့မိသားစုကလည်းအပြောင်းလဲကြီးကြုံထားရတာဆိုတော့ကျွန်တော်သာသူမကိုထားခဲ့ရင်လူရုပ်မှလို့အပြောခံရမှာပေါ့။ကျွန်တော်ကအိမ်မှာလည်းအဆင်ပြေအပြင်မှာလည်းအပြောထားရှင်းတဲ့သူမျိုးပါ။လင်းချန်ချန်ကကျွန်တော်ចောင်းသူဖြစ်နေတာမို့ကျွန်တော်တို့ပတ်သက်မှုကိုလည်းဘသူမှတန်တရားမဝင်ခဲ့ကြဘူး။ဒီလိုနဲ့နည်းနည်းလောက်ကုံဆုံးသွားခဲ့တယ်။လိမ္မာပါနတ်တဲ့လင်းချန်ချန်ကတရက်မှာတော့ရဲတင်လာတယ်။ကျန်းနေအယုတ်ကိစ္စနဲ့ခရီးထွက်နေတော့ကျွန်တော်တို့အိမ်ကိုသူမတိတ်တဆိတ်လာခဲ့တယ်။ကျန်းနေရဲ့အိယာဝင်ဝတ်စုံကိုဝတ်ကျန်းနေရဲ့ရေမွေးကိုစွပ်ပြီးကျန်းနေဝယ်ထားတဲ့ကုတင်ပေါ်မှာလဲလျောင်းရင်ကျွန်တော်ကိုစောင့်နေခဲ့တယ်။လူမိမှာဆိုလို့ထိတ်လန့်တောင်လုံနေရတဲ့ခံစားချက်ကအရင်ထက်ပိုပြီးစိတ်လှုပ်ရှားဖို့ကောင်းတယ်လို့သူမကပြောတယ်။တကယ်လဲလင်းချန်ချန်ပြောသလိုပါပဲ။အဲ့ဒီလိုဖောက်ပြန်ရတဲ့စိတ်လှုပ်ရှားမှုကကျွန်တော်ကိုအစွဲလန်းကြီးဆွဲလန်းသွားစေခဲ့တယ်။ ကျန်းနေအိမ်မှာမရှိတဲ့လင်းချန်ချန်ကိုခေါ်ဖို့ကျွန်တော်လုံးဝဝင်မလေးတော့ဘူးကျန်းနေကအဲ့ခံမှာလုံခြုံရေးကင်မရာတတ်ထားပေမဲ့ကျွန်တော်ကကွန်ပျူတာကျွမ်းကျင်သူဆိုတော့လင်းချန်ချန်လာတိုင်းကျန်းနေဘာမှရေးမိမှာမဟုတ်အောင် program ကိုကြိုတင်ပြင်ဆင်ထားလိရှိတယ်ဒါပေမဲ့လျှို့ဝှက်ချက်ဆိုတာဘယ်တော့မှအမြဲတမ်းဖုံးကွယ်ထားလို့မရပါဘူးကျန်းနေကထူးခြားတဲ့ရီမွေးတစ်စိတ်တွေကိုစုဆောင်းတတ်သူပါတခါကလင်းချန်ချန်လာသွားပြီးတော့ရီမွေးပလင်းတစ်လုံးကိုယူသွားခဲ့တယ်ကျန်းနေကအကြာကြီးရှာပေမဲ့မတွေ့တော့ဘူးနောက်ပိုင်းလင်းချန်ချန်ကကျွန်တော်ရုံးခန်းကိုလာတဲ့အခါကျန်းနေကကျွန်တော်စီမှာအဲ့ဒီရီမွေးနှံကိုရသွားခဲ့တယ်ဒါပေမဲ့ကျန်းနေကဓာတ်ရိုက်မမေးပဲအလုပ်ကိစ္စနဲ့ခရီးထွက်ရအောင်မေလို့ပဲအေးအေးဆေးဆေးပြောသွားခဲ့တယ်။အဲ့ဒီနေ့ကသူမတကယ်ခရီးထွက်သွားတယ်လို့ကျွန်တော်ထင်ခဲ့တာ။ညနေပိုင်းမှာလင်းချန်ချန်ကိုအိမ်ခေါ်လာခဲ့တယ်။ဒါပေမဲ့ကျွန်တော်တို့နှစ်ယောက်အတူရှိနေတော့မှကျန်းနေကမထိန်မပဲရုတ်တရက်အိမ်ပြန်ရောက်လာပြီးကျွန်တော်တို့ကိုလက်ပိုးလက်ကြောင်မိသွားခဲ့တယ်။ကျန်းနေကကျွန်တော်တို့နှစ်ယောက်လုံးကိုချက်ချင်းပဲဝိုင်းပြီးရိုက်နှက်တော့တာပဲ။ကျွန်တော်လည်းဒူးထောင်ပြီးကျန်းနေကိုအခွင့်အရေးတစ်ကြိမ်လောက်ထပ်ပေးဖို့တောင်းပန်ခဲ့ရတယ်။ကျန်းနေကကျွန်တော်ကိုဝန်ခံချက်ကလေးစာတန်းရေးခိုင်းတယ်။အဲ့ဒီအချိန်တုန်းကတော့ကျွန်တော်မှကျန်းနေကိုတတ်ဖို့ရည်ရွယ်ချက်လုံးဝမရှိခဲ့ပါဘူး။ဒါပေမဲ့တိုက်ဆန်ဆန်ပဲလင်းချန်ချန်မှာကိုဝင်ရှုနေမှန်းသိလိုက်ရတယ်။ကျွန်တော်အမေကဒီသတင်းကိုကြားတော့လင်းချန်ချန်ရဲ့ပိုက်ထဲကခလေးကိုမရရအောင်အဖက်တင်အောင်လုပ်ဖို့မဟုတ်ရင်ကိုတတ်တည်ပြစ်မယ်ဆိုပြီးကျွန်တော်ကိုအချက်ကွင်းပါတော့တယ်။တပ်ပြန်ချရုံကလွဲလို့ဘာတတ်နိုင်ပါလဲ။ကျွန်တော်လည်းဒီဖီအားတွေကိုကျိမ့်မိခန့်ပြီးလင်းချန်ချန်ကိုចောင်းသားဖလဲရေးအစီအစဉ်နဲ့နိုင်ငံခြားလွှတ်ဖို့စီစဉ်ခဲ့ရတယ်။သူနိုင်ငံခြားမှာခလီသွားမွေးမဲ့ကိစ္စနဲ့ပတ်သက်ပြီးကျန်းနေနဲ့ကျွန်တော်အကြီးအကျယ်စကားများခဲ့ကြတယ်။သူကကျွန်တော်ရဲ့ခုံတိတ်စားကိုဖျက်ဆီးပစ်မယ်လို့တောင်ချင်းချောက်ခဲ့သေးတာအဲ့ဒီကာလာတောင်ကကျန်းနေကကျွန်တော်တို့အထက်ဝယ်ထားတဲ့အိမ်ကိုမပြန်တော့ပဲအိမ်ဟောင်းမှာပဲသွားနေခဲ့တယ်ကျန်းနေကကျွန်တော်နဲ့လင်းချန်ချန်တို့ရဲ့အရှုပ်တော်ပုံကိုတကယ်ပဲလူတကာသိအောင်ဖွင့်ချလိုက်မှဆိုရင်လားကြောင့်သူ့ကိုသွားပြီးတောင်းပန်ဖို့ကျွန်တော်ဆုံးဖြတ်ခဲ့တယ်ဒါပေမဲ့ကျွန်တော်တကားဖွင့်လိုက်တဲ့အချိန်မှာပဲ TV ရှင်းမှာထိုင်နေတဲ့သူ့ကိုမြင်လိုက်ရတယ် TV ဖန်သားပြင်ပေါ်မှာတော့ကျွန်တော်နဲ့လင်းချန်ချန်တို့အခန်းထဲမှာအတူရှိနေကြတဲ့ဗီဒီယိုမှတ်တမ်းတွေပြနေခဲ့တယ်သူကကျွန်တော်ကိုကြောက်စရာကောင်းတဲ့အမူအရာနာကျင်မှုတွေပြင်းညံ့နေတဲ့မျက်လုံးတွေနဲ့စိုက်ကြည့်နေတယ်။ရွှေပိုင်ညံဒီဗီဒီယိုကိုကျောင်းရဲ့နစ်ပတ်လည်အထိမ်းအမှန်ပွဲမှာရှိတဲ့စကရင်ကြီးဘောမှာငါသာတင်လိုက်ရင်ရှင်ပါဖြစ်သွားမလဲစဉ်းစားကြည့်ဘူးလား။ဆယ်စုတုတစ်ခုကြောင်ရှင်အပင်ပန်းခံတိဆောက်ခဲ့တဲ့ခင်မုံကောင်း professional ကောင်းဆိုတဲ့ပုံရိပ်တွေဟာစက္ကန့်ပိုင်းအတွင်းမှာလည်းပျက်စီးသွားမှာနော်။ကျွန်တော်လည်းချက်ချင်းပြေးသွားပြီးသူ့လက်ထက်ကဖုန်းကိုလူယူကဗီဒီယိုကိုဖျက်ပစ်လိုက်တယ်။ကျွန်တော်မျက်လုံးထဲကထိတ်လန့်တုန်လှုပ်မှုကိုမြင်တော့သူကလောင်ပြုံကြီးပြောတယ်။အခုမှကြောက်တတ်တာလား။လင်းချန်ချန်ကငါရဲ့အိယာဝင်ဝတ်စုံကိုဝတ်ပြီးငါရဲ့ရီမွေးတွေကိုဆွတ်ပြီးရှင်နဲ့ဖောက်ပြန်နေတုန်းကတော့ရှင်ဘာလို့မကြောက်ခဲ့တာလဲရွှေပိုင်ညံကျမရှင်နားမှာရှိနေကြတာစေကျော်သက်ဘဝကလေးကပါအခုငါတို့မှာအရာအားလုံးပြည့်စုံနေပြီဒါကိုရှင်ကငါအပေါ်ဖောက်ပြန်ရက်တယ်ပေါ့ရှင်မှာအတိတရားလည်းမရှိဘူးအရှက်လည်းမရှိဘူးရှင်ဘလို့များရဲရဲတင်းတင်းလက်ရက်တာလဲမင်းမှာတော့အရှက်ရှိရလားအရှက်ရှိရင်စေကျော်သက်ဘဝကလေးကငါနဲ့ရှိနေမှာပေါ့အရှက်ရှိရင်ငါ့ကိုကြောင်းလာကတွေပေးပြီးတော့မှလက်ထပ်မှာပေါ့လို့ကျွန်တော်ကပြန်ပြောလိုက်တဲ့အခါကျန်းတင်ကကျွန်တော်ဘာကိုရိုက်ချလိုက်တယ်ငါရဲ့ပန်ဖို့မှုတွေငါမိဘတွေရဲ့ထောက်ပံ့မှုတွေဒါမရှိရင်ရှင်ဒီနေ့လိုနေရာမျိုးကိုရောက်ပါမလားရွှေပိုင်ညံရှင်ငါကိုတစ္ဆာဖောက်ဖို့ဘလို့များစိတ်ကူးနိုင်ရတာလဲသူ့ရဲ့စကားလုံးတွေကကျွန်တော်ရဲ့အားငယ်တတ်တဲ့ကိုတန်ဖိုးထားဖို့နဲ့ခုခံကာကွယ်မှုတွေကိုထူဖောက်သွားခဲ့တယ်ကျွန်တော်မျက်လုံးထဲမှာဒေါသတွေလွှမ်းသွားတယ်ဒေါသကြောင့်မျက်နှာတစ်ခုလုံးနီးမြန်းနေရှုပ်မဲ့အညစ်တုံးမှာပဲကျွန်တော်သူ့လက်ပင်ကိုလှမ်းညှစ်လိုက်မိတယ်သူအပြင်းထန်ရုန်းကန်ခဲ့ပေမဲ့ကျွန်တော်ရဲ့လက်တွေကတံမဏီကြိုးတွေလိုသူ့ကိုတင်းတင်းကြက်ကြက်ခြုံနှောင်ထားခဲ့တယ်သူသာကျွန်တော်ကိုဒီအခြေအနေထိသွန်းပို့ခြင်းမရှိခဲ့ရင်ကျွန်တော်သူ့ကိုလဲပင်ကြစ်တက်မှာမဟုတ်ပါဘူး
သူကဆက်ပြီးဝန်ခံတယ်နောက်ပိုင်းမှာအားမရသေးတာနဲ့ပြားခွန်တဲ့သူ့ခေါင်းကိုအကျဉ်းချင်းထုရိုက်ခဲ့သေးတယ်စိတ်ငြိမ်သွားတဲ့အခါမှာတော့လူမိမှစိုးရင်တာကြောင့်သူ့ခလောင်းကိုခရီးဆောင်တစ်တာထဲထည့်ပြီးဖျောက်ပစ်ခဲ့တာပါဒီအကြောင်းတွေအားလုံးကိုဝန်ခံပြီးနောက်မှာတော့ရွှေပိုင်ညန်းဟာထိမ့်မနိုင်ပဲရှိုက်ကြီးတငန်ကိုကြွေးပါတော့တယ်သူ့ရဲ့ငိုးထန်းတွေထဲမှာခန်းစားချက်ပေါင်းရောထွေးနေခဲ့တယ်အမောင်တို့ကလေးကနေအလင်းရောင်ရှိတာစီသူ့ကိုလမ်းပြခေါ်ဆောင်ခဲ့တဲ့လူသားကိုကိုယ်တိုင်တက်ဖြတ်မိတဲ့အတွက်ကိုပြန်လဲနားကျင်းနေတဲ့ခန်းစားချက်တွေပါပဲစစ်စိမ်းမင်းညမှုတစ်ခုလုံးကိုမိတွေ့ခဲ့ရပြီးတော့ကျွန်တော်မှခန်းစားချက်ပေါင်းစုံရောပြနေခဲ့ပါတယ်အမျိုးသမီးတွေအနေနဲ့စင်းရဲလွန်းတဲ့သူဒါမှမဟုတ်ကိုယ်ထောင်အစင်တန်းအများကြီးနေတဲ့သူကိုမယူသင့်ဘူးဆိုတာတကယ်ပါပဲအဲ့လာကကျေးဇူးတက်မဲ့အစားနာကြီးမှုတစ္ဆာဖောင်မှုနဲ့မုံတိမှုတွေကိုပဲဖြစ်လာစေနိုင်လို့ပါအထူးသဖြင့်ကိုအထင်ကြီးလွန်းပြီးကိုယ့်ရဲ့အစင်တန်းမှန်ကိုမမြင်နိုင်တဲ့မာနာခဲအမျိုးသားတွေပေါ့သူတို့မှာအာနာရှိလာတဲ့အခါသူတို့ရဲ့မူလစိတ်ထားတွေကိုမေ့သွားတတ်ကြတယ်ရွှေပိုင်ညံနဲ့ကျန်းတင်တို့ဟာအဲ့ဒီလိုလူစားမျိုးတွေရဲ့အထင်ရှားဆုံးဥပမာတွေပါပဲကျန်းတင်ကရွှေပိုင်ညံထက်ပိုပြီးထူးချွန်ထက်မြတ်သလိုသူ့ရဲ့မိသားစုနောက်ခံကလည်းပိုကောင်းပါတယ်အဲ့ဒီအချက်ကပဲရွှေပိုင်ညံကိုကြားရှိစွာနာကြီးမှုနဲ့ဖိအားတွေကိုခန်းစားရစေခဲ့တာပါနောက်ပြီးရွှေပိုင်ညံနဲ့အမေကလည်းတောင်ပေါ်ကရှီယိုးဆွဲစီတာပြင်းထန်ပြီးထူးဆန်းတဲ့ကိုယုံကြည်မှုမျိုးရှိနေတဲ့အမျိုးသမီးပါသူသားတက်ကတူတရားတာတောင်ပေါ်ကနေထွက်လာနိုင်တာတွေဟာသူသားရဲ့အရေးချင်းတက်ကြောင့်ပဲလို့သူကယုံကြည်နေတာကျန်းနေနဲ့သူမိဘတွေပေါ်ကြီးစုတင်စိမ်မရှိတဲ့အပြင်သူသားကအရန်တော်လွန်းလို့ကျန်းနေကကပ်ပါလာတာလို့တောင်ထင်နေတာပါအထူးသဖြင့်ကျန်းနေမှာခလေးမရနိုင်တဲ့အားနဲ့ချက်ကြီးရှိနေတဲ့အခါမှာတော့သူမပိုပြီးရဲတင်လာပါတော့တယ်ကျန်းနေခုနှစ်နဲ့တောင်မွေးထားတဲ့ခွေးကိုချက်စားလိုက်ပြီးသူ့ကိုယ်တိုင်ကမှန်တယ်လို့ထင်နေတာဟာတကယ်ကိုတေးရဆန်ထက်ဆိုးတယ်လို့ရပါပဲရှောင်းတင်းစစ်စစ်ရဲ့အခန်းထက်ကထွက်လာပြီးသူ့အဖွဲ့ဝင်တွေကိုပြောလိုက်တယ်အားလုံးလည်းအခုတလောအလုပ်တွေအရန်ပင်ပန်းနေကြပြီးဒီနေ့တော့အချိန်ပိုမစင်းကြနဲ့တော့အိမ်ပြန်ပြီးစောနားကြပါကျမလည်းမူခင်းစစ်စစ်ချက်ခံကိုပြန်ပြီးအလုပ်ဆင်းတော့မယ်သူမလမ်းအနှင်းငယ်လျှောက်လိုက်တဲ့အခါမှာတော့ရှောင်းတင်းစီကိုဥတီလျှောက်လာတဲ့အရက်ရှိလူတစ်ယောက်ကိုတွေ့လိုက်ရတယ်ကပတင်ရှောင်းကိုချန်သူ့နာမည်ကစူအီပိုင်နဲ့တဲ့အချက်လက်ထားတော့ကပါမမရောက်မလာခင်တုန်းကတော့သူကကျမတို့နယ်မြေမှာအချောဆုံးရဲဝင်ထမ်းပေါ့အခုတော့ခမရရောက်လာပြီဆိုတော့အချောဆုံးရဲဝင်ထမ်းနေရကခမအပိုင်ပေါ့ဒီအချောဆုံးဆိုတဲ့ကိစ္စတွေထဲငါ့ကိုဆွဲမထည့်ဆန်းပါနဲ့လို့ကိုချန်ကပြောလိုက်တယ်စူအီပိုင်ကရှောင်းတင်းနောက်ကိုလိုက်ပြီးရုံခန်းထဲဝင်သွားတာငါတွေ့လိုက်တယ်ငါတို့အထက်လူကြီးကတကယ်ကိုလူကြိုက်များတာပဲသူရဲ့ဆေးဆက်ထားတဲ့သူကဘာမော်ဆေးတွေများတိုက်ထားလဲမသိဘူးပိုပန်းတဲ့သူတွေအများကြီးထဲကမှအဲ့ဒီလိုအပေါ်လန်မေးကြည့်တတ်ပြီးလူကိုအထင်သေးတဲ့သူကမှစိတ်ဝင်စားနေရတယ်လို့မင်းတို့အထက်လူကြီးနာကိုလိုက်နေတဲ့သူတွေအများကြီးပဲလားဟုတ်ပါအချောဆုံးရဲ့စူကြီးပိုင်းဆိုတာပြောနေစရာတော့မလိုဘူးကျမတို့အထက်လူကြီးကိုမြင်တိုင်းသူ့မျက်လုံးတွေကအယံတောက်လာတာပဲအရင်တုန်းကလည်းအယမ်းချမ်းသာတဲ့တတိကြီးတယောက်ရှိသေးတယ်သူပြိုင်ပြီးဆွဲခါညာတုန်းကကျမတို့အထက်လူကြီးကကယ်ပြီးခိုက်တာအဲ့ဒီနောက်ပိုင်းသူကလူကိုယ်တိုင်ကျေးဇူးဆက်ချင်ပါတယ်ဆိုပြီးနေတိုင်းနင်းစည်းပွင့်99ပွင့်ပို့တယ်ဒီယုံလုံးကိုလည်းထမင်းအကြီးကြီးကျွေးတယ်ဒါကိုကျမတို့အထက်လူကြီးကသူကိုနောက်တစ်ခါထက်လာရှာရင်နှောက်ယှက်မှုနဲ့တိုင်ပြမယ်လို့တိုက်ရိုက်ထတိပေးလိုက်တာအဲ့ဒီလိုအခြေအနေမျိုးကိုမြင်ရောင်ကြည့်လိုက်အောင်နဲ့တင်းဒါဟာအေးဆက်ပြီးမာနာကြီးတဲ့ရှောင်းတင်းလိုလူမျိုးပြောမဲ့စကားဆိုတာတီးချပါတယ်အားကြောင့်ရှင်အထက်လူကြီးကိုအားမကြပါနဲ့ရှင်လဲတော်တော်လေးလာတာပဲအခွင့်အေးရရင်အချောလေးတွေနဲ့ mix ဆက်ပြီးမယ်လေကြိုကျင်ပြီးကျေးဇူးတင်ပါတယ်ကိုချန်အလုပ်ဆင်းပြီးနောက်မှာတော့ကျွန်တော်စူပါမားကတ်ကိုသွားခဲ့တယ်အခုတလောအလုပ်များနေရနဲ့အိမ်ဝါပြောင်းထားပြီးကြတဲ့ကကိုယ်တိုင်ချက်မစားဖြစ်ဘူးကျွန်တော်အိတ်တွေကိုဆွဲပြီးဓာတ်လီကားထုတ်ဝင်လိုက်တယ်ဓာတ်လီကားတကားပိတ်ခါနီးမှာပဲအပြင်ကတယောက်ကခလုံးနစ်လိုက်လို့တကားပြန်ပွင့်သွားခဲ့တယ်ရှောင်းတင်းပေါ်လာတာကိုမြင်လိုက်ရတဲ့ခဏမှာတော့ကျွန်တော်မျက်လုံးထဲမှာအံ့တော်ရိပ်တယ်ဖြတ်ပြေးသွားခဲ့တယ်ဒါပေမဲ့ရှောင်းတင်းကကျွန်တော်ကိုတစ်ချက်တောင်ကြည့်မသွားဘူးအဲ့ဒီတော့ကျွန်တော်လည်းသူ့ကိုမသိတယ်လို့ပဲဟန်ဆောင်နေလိုက်ရတာပေါ့သူဘာလို့ဓာတ်လီကားခလုတ်ကိုမနှိတာလဲသူလဲကျွန်တော်နဲ့တစ်ထပ်ထဲမှာနေတာလားကျွန်တော်ဒီမှာနေတာကိုသူသိနေတာလားသူကလှုပ်ဖော်ခိုင်ဖွဲတွေနဲ့မပတ်သက်ဘူးလို့ရှောင်းဖယ်နေတာမဟုတ်ဘူးလားကျွန်တော်အခန်းက6ထဲမှာပါဓာတ်လီကားရောက်တဲ့အခါကျွန်တော်အရင်ထလိုက်ပြီးမျက်လုံးထောင်ကနေရှောင်းတင်းရဲ့အလုရှားကိုအကဲခတ်နေမိတယ်အမှန်ပဲသူကျွန်တော်နောက်ကနေလိုက်ထွက်လာတယ်လူသွားလန်းတဲ့ကိုခြေလန်းအနှဲငယ်ရောက်သွားတဲ့အခါကျွန်တော်ရုတ်တရက်သူ့ဘက်ကိုလှည့်လိုက်တယ်ရှောင်းတင်းကကျွန်တော်ရုတ်တရက်လှည့်လာမယ်လို့မထင်ထားပုံပဲမရက်လိုက်နိုင်ခင်မှာပဲသူကိုယ်လုံးလေးကကျွန်တော်ရင်ဘက်ကိုလာတိုက်မိတော့တယ်ရှောင်းတင်းကချက်ချင်းပဲနောက်ကိုခြေလန်းအနှဲငယ်ဆုပ်လိုက်တယ်အစိတ်ပြင်းတဲ့မွေးဒီကောင်ကိုတွေးလိုက်ရတယ်လို့ကျွန်တော်ကိုရှောင်ဖယ်နေတာမြင်တော့ကျွန်တော်ဒေါသလဲထွက်မိတယ်လို့ရဲလဲချင်မိသွားတယ်ကျွန်တော်ဆွဲလာတဲ့အိတ်ကိုချလိုက်ပြီးရှေ့ကိုခြေလန်းအနှဲငယ်တိုးလိုက်တော့သူကဆက်မဆုပ်တော့ဘူးသူကကျွန်တော်ကိုမော့ကြည့်ပြီးရှင်ဘာလောက်တာလဲလို့မေးတယ်ကျွန်တော်ကလည်းသူ့ကိုငုံကြည့်လိုက်တယ်ဗတင်ဘော့ကလာတဲ့အလေးရောင်ကသူ့ရဲ့အေးဆက်တဲ့မျက်နှာပေါ်ကိုကြားရောက်နေပြီးကြည်ခွဲစရာကောင်းတဲ့ရုပ်သွင်းလေးဖြစ်နေစေတယ်အဲ့ဒီညာကအဖြစ်ကက်ကိုပြန်တတိယလိုက်မိတဲ့အခါကျွန်တော်နှုတ်ခမ်းကိုခပ်ဖွားလေးတက်လိုက်မိပြီးမျက်မှန်ကိုအသားရကျုပ်လိုက်တယ်ရက်ချန်အလေးနဲ့ထားစမ်းပါကျွန်တော်အဲ့ဒီမျိုးသမီးကိုကြည့်လိုက်မိတော့သူမရဲ့ကြေတာရတုံတော့တောက်ပါတဲ့မြင်ဝင်းဒီထဲမှာတခုခုကိုဖုံးကွယ်ထားပုံရတယ်ဖဲဖေးပါလို့သူမကပြောလိုက်တဲ့အခါပါးပြင်ဒီနီမြန်းနေပြီးအတန်တွေကလည်းတုံရင်းနေခဲ့တယ်လူရင်းကိုပဲပြောစမ်းပါအဲ့ဒီညာကကိစ္စကိုပြန်စဉ်းစားကြည့်ရင်သူမဟာအဲ့ဒီလူနဲ့ရုပ်ချင်းတထက်တယ်မတူနေခဲ့ရင်သူမမှာစိတ်နှခွာဖြစ်နေတဲ့ယောဂရှိနေတယ်လို့တောင်းကျွန်တော်တန်ရတာဝဲမိမှာပါ
ရှင်ကဘာတွေဟန်ဆောင်နေတာလဲကျွန်တော်စီလာတာမဟုတ်ဘူးလားလောက်ဖော်ကိုင်းဖော်တင်းနဲ့မပတ်သက်ဘူးလို့ရှင်ပဲပြောခဲ့တာမဟုတ်လားအခုဘာလို့ကျွန်တော်နောက်ကိုလိုက်လာတာလဲကျွန်တော်ကလောင်ဖြုံဖြုံရဲ့ကက်ပတင်ရှောင်းကဒီလောက်တောင်ထက်ထက်တန်တန်နဲ့ဒီတိတောင်လိုက်လာလိမ့်မယ်လို့ကျွန်တော်မထင်ထားဘူးဗျလို့ပြောလိုက်တော့သူမကကျမကိုလွတ်လို့ပြန်អော်တယ်ရှောင်းတင်းဟာကျွန်တော်အခန်းရဲ့မျက်နှာချင်းဆိုင်ကအခန်းစီလျှောက်သွားပြီးရှုဝတ်နံပါတ်2ကအထဲဝန်းသွားတာကိုကျွန်တော်ကြည့်နေမိတယ်တခါကဝန်ခနဲ့ပြန်ပိတ်သွားတယ်ကျွန်တော်ကြောင်အန်းဖြေချင်ရစ်ခဲ့တာပေါ့ရှောင်းတင်းကကျွန်တော်နောက်ကိုလိုက်လာတာမဟုတ်ပါဘူးသူကဒီမျက်နှာချင်းဆိုင်အခန်းမှာနေနေတာပါကျွန်တော်စိတ်တွေဗလားဖြစ်သွားပြီးမျက်နှာတစ်ခုလုံးလည်းရှက်စိတ်ကြောင်နီးမြန်းပူထူလာတယ်ကျွန်တော်တစ်ဖြန်းတစ်ချက်အဝေးရှူလိုက်ပြီးကျန်းဖင်ဘောကအိတ်ကိုကောက်ကကိုယ့်အခန်းစီကိုအမြန်ပြေးဝင်ခဲ့တော့တယ်ရေချိုခန်းထဲကိုပြေးဝင်ပြီးမျက်နှာကိုရေအေးအေးနဲ့ဆေးချလိုက်မိတယ်မျက်နှာကအပူရှင်တွေလော့သွားဟိုအချိန်အတော်လေးစောင့်လိုက်ရတယ်ညစာစားနေတော့မှတော့ကျွန်တော်အိတ်ကိုရှာကြီးပိုင်းနဲ့ခဏလောက်စကားပြောဖြစ်သေးပါတယ်အဲ့ဒီညင်ကပဲကျွန်တော်ဘိုင်ဖင်းကို block လုပ်လိုက်တယ်လူတိုင်းကပြောကြတယ်လူတယောက်ကိုချစ်ရတာပန်းဆိုင်ရတယ်လို့ပဲတဲ့ဒါပေမဲ့ကျွန်တော်ထင်တော့ဖူးနေနေကပေါင်းတက်ဆေးနေတူတယ်သူမနဲ့ပတ်သက်မိတဲ့သူမှန်သမျှပျက်စီးရတာပဲညီလေးကမင်းအကောင့်ဘက်ကပို့သွေးဖို့လိုနေပြီမိမရုပ်တယောက်ကြောင့်နဲ့လောကမှာရှိတဲ့အမျိုးသမီးအားလုံးကိုအပြစ်မတင်သင့်ပါဘူးလို့အကိုဖြစ်သူကပြောတော့ကျွန်တော်ကပြန်ပြေးလိုက်တယ်ကျွန်တော်တေချာစဉ်းစားပြီးမိမတွေဆိုတာအပေါ်ရန်အလားပါတွေပဲသူတို့နဲ့တွေ့မယ်လက်ထပ်မယ်လို့စဉ်းစားနေရင်တော့ခံရမှာပဲစိတ်မပူပါနဲ့အဲ့ဒီအချိန်မှာပဲအမိဖုံးဆက်လာပြီးဒီတစ်ပတ်ပိတ်ရက်အိမ်ပြန်လာပြီးထမင်းစားဖို့လာခေါ်လေဟုတ်ကဲ့မမေတားတီးပြီးပိတ်ရက်မလားဟုတ်ကဲ့တားအိမ်ပြန်လာခဲ့ပါမယ်ဖုံးချပြီးနောက်ရှာကြီးပိုင်းနဲ့ဆက်ပြီးစကားပြောဖို့လှုပ်လိုက်တဲ့အချိန်မှာကျွန်တော်ပြန်ပို့လိုက်တဲ့စာကရှာကြီးပိုင်းနဲ့စကားပြောတဲ့နေရာမှာမဟုတ်ပဲတခြားနေရာရောက်နေတာကိုတတိထားမိသွားတယ်ချစ်တင်တွေကထက်ကြည့်လိုက်တော့လုပ်ငန်းခွင်တုံးဂရုထဲကကြိုးစီကစားတစ်ဆောင်ကိုတွေးလိုက်ရတယ်ကျွန်တော်နှိပ်ကြည့်လိုက်တဲ့အခါကြောင်အန်းသွားတော့တာပဲကျွန်တော်စာမပို့လိုက်မိတာဗျာကျွန်တော်ပို့လိုက်တဲ့စာကအလုတ်ဂရုထဲရောက်သွားပြီးအခုတော့ပြန်ဖြတ်လို့လည်းမရတော့ဘူးဂရုထဲမှာတော့ကျွန်တော်ရဲ့မှတ်မှတ်ကြောင်းရုပ်တဲဖြစ်နေကြပြီကျွန်တော်ဖြင့်ရှက်လွန်လို့တီတောင်တီးချင်းစိတ်ပေါက်သွားလေအခုဂရုထဲကနေထွက်လိုက်ရင်ရောနောက်ကျသွားပြီလားစကားဝိုင်းဟောင်းဒီကိုလိုက်ဖတ်ကြည့်တဲ့အခါမှတ်မှတ်တစ်ခုကကျွန်တော်အာယုံကိုဖန်ဆားသွားလေကျေးဇူးပြုပြီးနောက်ခါဟိုတယ်ခန်းကြီးထပ်မငါးပါးနဲ့တော့ကျမတို့ရဲစခန်းကြီးဂုံတိခါကိုမညှိုးနှွမ်းပါစေနဲ့တော့တဲ့ကျွန်တော်ဒေါ်လာကြောင့်တုံးတက်ထွားမိတယ်ကျွန်တော်အပေါ်အညိုးတီးတွေကတကယ်ပဲဒီလောက်တောင်ကြီးမားနေတာလားကျွန်တော်ဒီရဲစခန်းကိုရောက်တာမကြားသေးဘူးဂရုထက်ကလူတွေနဲ့အငင်းကွာမနေချင်တော့ပါဘူးဒါနဲ့ကျွန်တော်ချမ်းလီနဲ့စုံချင်းတို့ကို WeChat မှာ add လိုက်တယ်ဒါပေမဲ့ရှောင်းတင်ကိုတော့မလုပ်ဖြစ်သေးဘူးဂရုထက်ကနေပဲရှောင်းတင်ရဲ့ WeChat အကောင့်ကိုရှာတွေ့ခဲ့ပြီးတော့ကျွန်တော်နာမည်ကိုမိတ်ဆက်စာမှာရေးပြီးသူမကို friend အဖြစ် add ဖို့တောင်းဆိုချက်ပို့လိုက်တယ် WeChat ချီထားတော့လဲအလုပ်ကိစ္စဆက်သွယ်ရတော့ပို့လွယ်တာပေါ့ကျွန်တော်မိဖို့ချောင်းသေးဝင်ပြီးပန်းခန်းဆေးလိုက်တယ်ဆေးပြီးလို့ဖုန်းကိုပြန်ကြည့်တဲ့အခါရှောင်းတင်ကအခုထိ friend လက်မခံသေးပါဘူးဝစ်စုံတွေကိုလာသားဆောင်မှလှမ်းရေးချိုးပြီးနောက်ဖုန်းပြန်စစ်ကြည့်တော့လဲလက်မခံသေးပြန်ဘူးကျွန်တော်နည်းနည်းတော့စိတ်တိုးလာပြီဒီမိန်းမဘာသဘောလဲတမင်တလက်မခံပဲညင်းနေလားရှောင်းလှမ်းပေးမိချင်တာနဲ့ညက်နှချင်းဆိုင်ကအခန်းစီအပြေးသွားပြီးတကားခောက်လိုက်တယ်ခဏနေတော့တကားပွင့်လာတယ်သူမကရေချိုးပြီးခါစားထင်တယ်ကိုချက်အဝတ်အစားလေးကသူမရက်ကိုလုံးကိုအောက်ကိုပေါ်လွင်စေတယ်အဲ့ဒီညာကအဖြစ်အပျက်ကိုပြန်တတိရမိတယ်သူကဘာလို့ဒီလောက်တောင်အေးဆက်နေရတာလဲကျမကိုမထီးနဲ့ဟာရှင်ကဘာဒီလာရင်းနှီးပြနေတာလဲတို့ကမရင်းနှီးဖို့လို့ပြောနေတာဘာသဘောလဲသူမရဲ့တီးကြည့်တဲ့အမူအရာကိုကြည့်ပြီးကျွန်တော်ရဲချင်မိသွားလဲရှင်ရဲ့တင်ပါမှာမဲဘယ်လုံးရှိလဲဆိုတာတောင်ကျွန်တော်သိတယ်နော်ကျမတင်ပါမှာမဲတလုံးမှမရှိဘူးရှင်ဘာဒီလာဖောနေတာလဲကျွန်တော်သူမနာကိုတိုးကတ်သွားပြီးလက်ချောင်းလေးနဲ့တိုးကြည့်တဲ့အခါသူမတကယ်ပဲရင်ဘတ်ကိုလာထီးသလားဆိုတာကိုကြည့်နေမိတယ်ရဲချန်ရှင်ရဲ့တရုပ်ဆောင်မှုတွေကိုကျမမယုံဘူးနော်ဟာအဲ့ဒီညာကရှင်မြင့်ရဲစားနေတာကိုကျမမြင်သားပဲအချက်မရှိတယ်လို့သူကတော့ထော်နဲ့ရဲချင်နေပုံပဲတာကပြီးသွားတဲ့ကိစ္စလို့ရှင်ပဲဖျောက်ခဲ့တာမဟုတ်လားဘာလဲအခုမှပြန်နှုတ်ချင်တာလားကျမကိုလာပြီးမမြူးဆွဲနဲ့ရှင်ကိုစိတ်မဝင်စားဘူးဆိုရင်အဲ့ဒီနေကဘာလို့အဲ့ဒီလောင်တောင်တက်ကြွထင်းနေရတာလဲရှင်ကစကားပဲရှိတာပဲလက်တွေ့ကြတော့ဘာမှမဟုတ်ဘူးရှင်ကျမစီကဘာလို့ချင်လို့လဲကျွန်တော်ဖုန်းကိုမြောက်ပြလိုက်တယ်ကျွန်တော်ရှင်ကို WeChat မှာ add ဖို့ကြိုးစားနေတာတနာလီကြော်ပြီးရှင်ကတမင်ပဲလှည့်ရှုနေတာလားဒါမှမဟုတ်မမြင်ချင်းရောင်စောင်းနေတာလားကျွန်တော်တို့သူငယ်ချင်းမဟုတ်ရင်တော့အလုပ်ကိစ္စဆက်သွယ်ဖို့တော့ WeChat ရှိထားတင်တယ်မဟုတ်လားပြောစမ်းပါအောင်ကျွန်တော်ရှောင်းတင်းရဲ့နာနာကိုကပ်ပြီးတိုးလေးမေးလိုက်တယ်ကပ်တင်ရှောင်းကအလုံးနဲ့ကိုရေးကိုသားကိုရောထွေးအောင်လုပ်နေတာလားရှောင်းတင်းကတကားပေါင်ကိုမိထားရင်ကျွန်တော်ရဲ့ပိုက်သား apps တွေကိုကြည့်မိပြီးမတွေးတင်တာတွေတွေးမိသွားပုံရတယ်သူရုတ်တရက်လူခပူထူလာတယ်သူမကကျွန်တော်ကိုခပ်ပြင်းပြင်းလေးတွန်းထုတ်လိုက်တော့ကျွန်တော်နာခေါင်ကတကားနဲ့တိုက်မိတာဖြစ်သွားတယ်ဒီမိန်းမကတော့တကယ်ကိုစောက်ထိုးပဲကျွန်တော်အခန်းထဲမှာမိနစ်30လောက်စောင့်ပြီးတဲ့နောက်မှာတော့ရှောင်းတင်းကနောက်ဆုံးမှာ friend request ကိုလက်ခံလိုက်ပါတယ်အေးစာပြီးမာနာကြည့်ပြီးမြင်တခါလေးကြတော့လဲကြောင်လေးတစ်ခေါက်လိုလိမ်မာတတ်တာပဲအဲ့ဒီအချိန်မှာပဲမောင်မဲနေတဲ့လမ်းကြားတစ်ခုထဲမှာတန်ရအပြင်းထန်ရထားတဲ့လူတစ်ယောက်ကအထဲတန်ပြင်းနေခဲ့တယ်သူ့နောက်မှာတော့လူအနှဲငယ်ကထက်ကြက်မကွာလိုက်နေကြတယ်သူအသက်ရှူရတာခက်ခဲလာပြီးနောက်ဆုံးမှာတော့အဖမ်းခံလိုက်ရတယ်ဒက်စိန်နေတဲ့ညနေပိုင်းမှာတော့အဲ့ဒီလူရဲ့အော်ဟစ်ထန်တွေကသာပဲတင်ထန်နေပါတော့တယ်အဲ့ဒီလူဟာအေးဆက်နေတဲ့တစ်တော်ထဲမှာလဲလောင်းနေပြီးတကူလုံးလဲသွေးကွာတင်းနဲ့ဖုံလွှမ်းနေတယ်
သူ့ရဲ့သူငယ်ရင်းတွေကလည်းကျဲလောင်းစွာပွင့်ဟနေတုံပဲပြတင်းပေါ်အပြင်ဘက်မှာတော့မိုးချင်းတန်ကြီးကဝန်းခနဲ့မြည်ဟဲသွားတယ်ကျွန်တော်မျက်လုံးပွင့်လာပြီးကုတင်ပေါ်မှာရုတ်တရက်ထထိုင်လိုက်မိတယ်ချွေစေးတွေကကျွန်တော်ရဲ့အိယာဝင်ဝစ်စုံမှရွှဲနေပြီးနှလုံးကလည်းရင်ပတ်ထဲကနေခုံးထွက်မတက်ဖြစ်နေတယ်ကျွန်တော်ပြန်ပြီးအိပ်ပျော်ကနေမှပဲတခါခောက်တန်ကိုကြားလိုက်ရပြန်တယ်ရှောင်းတင်းကအခုတလောကောင်းကောင်းအနားမရသေးဘူးအခုမှနာလီအနှဲငယ်လောက်အိပ်ယုံရှိသေးတယ်ပြန်နှုတ်ခါလိုက်ရတော့သူမတော်တော်လေးစိတ်တိုးသွားပုံရတယ်တကားခောက်တန်ရသွားတော့ကျွန်တော်မျက်နှာချင်းဆိုင်ကအခန်းကိုပြန်သွားပြီးတော့သူမထင်နေတာဒါပေမဲ့နောက်တော့မှကျွန်တော်စီကဗီဒီယိုကောဝင်လာတာရှောင်းတင်းကဖိုးမကင်ပဲထလာပြီးတကားစီလျှောက်သွားတယ်ရဲချန်ရှင်အခုချက်ချင်းရပ်တော့မလားလို့ရှောင်းတင်းကမျက်မှောင်ကျုပ်တီးမေးတယ်ဘာဖြစ်လို့လဲကပတိန်ကျွန်တော်ဒီညအတူမှအိတ်လို့ရမလားမရဘူးကျွန်တော်ရှင်းကွန်ဘာမှမလုပ်ပါဘူးကျွန်တော်အနားမှာတယောက်ယောက်ရှိနေပေးစေခြင်းယုံတင်ပါရှောင်းတင်းရဲ့မျက်လုံးတွေထဲမှာတန်တရားတွေနဲ့စူးစမ်းနေတဲ့အရေးအယောင်တွေရှိနေတယ်ရှင်ကမူခင်းဆရာဝန်တယောက်ဖြစ်ပြီးတော့မြကြောက်တတ်တယ်လို့တော့မပြောနဲ့လို့နော်ဒီမှာကကျွန်တော်ကိုမောင်းမထုတ်တော့တာနဲ့ကျွန်တော်လည်းအိမ်ထဲကိုအမြန်ဝင်လိုက်တယ်ရှောင်းတင်းကအိတ်ခင်နားနေဆိုင်ကိုလက်ညှိုးထိုးပြပြီးရှင်အဲ့ဒီခန်းမှာအိတ်လို့ပြောတယ်ကျွန်တော်ကသူမကိုလက်ယူရှုပြီးအိတ်ခမ်းမကြီးထဲကိုပဲတန်းဝင်သွားလိုက်တယ်ကျွန်တော်ကဒီလောက်ထိရဲတင်းစွာဝင်သွားတာမြင်တော့ရှောင်းတင်းကကျွန်တော်နောက်ကိုပြေးလိုက်လာတယ်ရဲချန်ကျွန်မပြောပြီးပြီလေလှုပ်ဖို့ခိုင်းပွဲတွေနဲ့မပတ်သက်ဘူးလို့ကပတိန်ရှင်ကောက်ထဲမှာဘာတွေတွေးနေတာလဲအဝါရောင်အတွေးတွေကြီးပဲကျွန်တော်တို့ကြားမှာတခုခုဖြစ်ဖို့ရည်ရွယ်တာမဟုတ်ဘူးအဝေးကြီးတွေရှောက်မတွေးပါနဲ့ယောက်ျားတစ်ယောက်ကညာတန်းကောင်မှတကားလာခောက်တယ်အိတ်ခမ်းမကြီးထဲမှာလာအိတ်တယ်ပြီးတော့မှဘာမှရှောက်မတွေးပါနဲ့လို့ပြောနေတာလားစိတ်မပူပါနဲ့ကျွန်တော်ဒီညာစိတ်တက်ကြနေလို့ပါရှင်ကိုနောက်မနောက်ဆက်တော့ဟုတ်ရှင်ကိုတင်ပေါ်မှာကျမနဲ့အတူအိမ်မလားဒါမှမဟုတ်ကျမ်းပင်ပေါ်မှာအိမ်မလားအိမ်မက်ပဲမှနေလိုက်ကျမအိတ်ခမ်းထဲမှာတွားအိမ်မယ်အဲ့ဒီချိန်မှာပြတင်းပေါက်အဖင်ကမိုးချင်းတန်ကြီးထပ်မိလာပြန်တော့ကျွန်တော်မျက်နှာကပိုးပြီးဖြူပြော့သွားတယ်ကပတင်းဆောင်ကျွန်တော်တို့ရဲ့အရင်ကခင်မင်ခဲ့တဲ့တန်ရောစင်ကိုငဲ့ညာပြီးတော့ကျွန်တော်အနာမှာရှိပေးပါနော်ဟုတ်ပြီလားသူမခဏလောင်ဝေခွဲများဖြစ်နေပြီးမှဝက်လဲခန်းထဲဝင်ပြီးစောင့်တထဲယူလာကကျမ်းပင်ပေါ်မှာခင်းလိုက်တယ်ကိုတင်ပေါ်မှာအတူအိမ်မက်အစာကျမ်းပင်ပေါ်မှာပဲအိတ်ဖိုးရွေးချယ်တဲ့ရှောင်းတင်းကိုကြည့်ပြီးကျွန်တော်စိတ်တိုးတိုးတယ်ပဲလွဲအိတ်လိုက်တော့တယ်ဒီနေ့ကျရင်တော့မင်းငါကိုအတနာခံလာအောင်လုပ်ပြင်မယ်ကျွန်တော်မီးပိတ်လိုက်တော့အိတ်ခမ်းထဲမှာမောင်းထွားတယ်ဒါပေမဲ့ခဏနေတော့ကျွန်တော်ကိုတင်ပေါ်ကနေသူမခင်းထားတဲ့ကျမ်းပင်ပေါ်ကနေရာလေးစီဆင်းသွားလိုက်တယ်ရှောင်းတင်းကကျွန်တော်ကိုကန်ထုတ်ဖို့လုပ်ပေမဲ့ကျွန်တော်ကသူမကိုလက်နှစ်ဖက်နဲ့ဖမ်းကင်ထားလိုက်တယ်ကျွန်တော်ကိုတွန်းမထုတ်ပါနဲ့လွန်ခဲ့တဲ့နှစ်ကကျွန်တော်အိတ်ကိုကကျွန်တော်မင်္ဂလာပွဲကိုတိတ်ကစိတ်လာတတ်ခဲ့တယ်ဒါပေမဲ့သူ့ကိုရာဇဝတ်သားတွေကစောင့်ကြည့်မိသွားပြီးသူ့ရဲ့အထောက်အထားကိုတန်တရားဝင်သွားကြတယ်သူတို့ကကျွန်တော်အိတ်ကိုရရဆက်ဆက်နေဆက်ပြီးအလောင်းကိုအမိုက်တစ်ခုလိုတောထဲမှာဖစ်ထားခဲ့ကြတယ်ကျွန်တော်အိတ်ကိုကအသွင်ယူဆောင်ထောက်တစ်ယောက်ပါသူသာကျွန်တော်မင်္ဂလာပွဲအတွက်လက်ဆောင်လာမခံရင်အဲ့ဒီလူယုံမတွေရဲ့ပြစ်မှတ်ထားတာကိုခံရမှာမဟုတ်ဘူးအဲ့ဒီလူယုံမတွေကတန်တရားရှိတာနဲ့တင်အပြစ်မှတ်သူကိုပါတတ်ဖို့ဝယ်မလေးကြတဲ့သူတွေအဲ့ဒီရာဇဝဲကန်ကအခုထိအမြင့်မပြတ်သေးဘူးတကယ်တော့ကျွန်တော်လွန်ခဲ့တဲ့တစ်နှစ်ကအသွင်ယူဆောင်ထောက်တာဝင်အတိုင်းရှောင်ထားခဲ့ဘူးတယ်ဒါပေမဲ့ကျွန်တော်ရဲ့အရေးချင်းကမပြည့်မီသေးဘူးကျွန်တော်အထက်လူကြီးကနောက်ထပ်တစ်နှစ်နောက်နှစ်လောက်လေ့ကျင့်မှုတွေထပ်လုပ်ဖို့လိုသေးတယ်လို့ပြောတယ်ရှင်ကကျွန်မထင်ထားတာထက်ပိုပြီးတတ်တည်ရှိတာပဲငင်းချမ်းမှုနဲ့တင်းငင်မှုအတွက်တယောက်ယောက်ကတော့ရှေ့တန်းကနေတိုက်ခွဲဝင်ရမှာပဲလေကျွန်တော်အိတ်ကိုကကျွန်တော်အတွက်စံပြပုတ်ကိုပဲဒီနေ့ကျရင်ကျွန်တော်အိတ်ကိုတတ်ခဲ့တဲ့ရာဇဝတ်သားတွေကိုကျွန်တော်ကိုယ်တိုင်ဖန်ဆီးနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်ရှောင်းတင်းကိုကြည့်လိုက်ပြီးကပတင်ရှောင်းရှင်ကောဘယ်လိုလဲလို့မိလိုက်မိတယ်ရှင်ဘာလို့ဒီလုပ်ကိုလုပ်တာလဲပြောရခင်မဆိုရင်လည်းမပြောပါနဲ့လူကျွန်တော်မေးလိုက်တဲ့အခါရှောင်းတင်းကသူမရဲ့မျက်လုံးတွေကခန်းစားချက်ကိုဖုံးကြရဖို့မျက်တောင်ခတ်လိုက်ပြီးမရမ်းအရေးကြီးတဲ့လူတယောက်အတက်ပါလို့ဖြေခဲ့တယ်ကျွန်တော်လည်းစိတ်ဝင်စားနဲ့နားဆွင့်လိုက်မိတယ်ဇလန်းတဖို့ရှိလိမ့်မယ်လို့ခန်းစားမိပေမဲ့သူမကဘာမှဆက်မပြောတော့ရဲချန်အဲ့ဒီညကဘာမှဖြစ်ခဲ့တာကမတော်တဆတစ်ခုတတ်ပဲကျမရှင်းတဲ့အတူအိမ်မှာမဟုတ်ဘူးရှင်တေချင်းတေလိုက်ကမှပိုကောင်းမှုမယ်လို့သူမကဆိုတယ်ကျွန်တော်နှလုံးသားကိုကစားချင်တဲ့သူမရဲ့အလိုစံသားတွေကျွန်တော်ကိုစိုက်ကြည့်နေတဲ့သူမရဲ့မျက်လုံးတွေကျွန်တော်ကလည်းသူမကိုပြန်ပြီးကစားချင်နေတာပါဒီညတော့အိပ်ပျော်မှမဟုတ်ဘူးလို့ထင်ထားပေမဲ့သူမစီကရနေကြရနန်းလေးကိုရလိုက်တဲ့အခါမှာတော့ကျွန်တော်ရဲ့မျက်ခွင်တွေကတဖြည်းဖြည်းလေးလံလာပြီးအိပ်ပျော်သွားခဲ့တယ်မနက်နိုးလာတဲ့အခါရှောင်းသိန်းကကျွန်တော်ဘေးမှာမရှိတော့ဘူးသူမသွားဆောင်ကိုတီတီချာချာခောက်ပေးခဲ့ပြီးအခန်းထဲကထွက်လာခဲ့တယ်မိဖို့ချောင်းကိုဖြတ်သွားတော့တွေ့လျက်တဲ့ခါလေးနဲ့ရှီလျက်တဲ့ခြေတန်းပိုက်ရှင်ရှောင်းသိန်းဟာစပွဲရှိမှမနက်စာပြင်ဆင်နေတာကိုတွေ့လိုက်ရတယ်ဝါကပတင်ရှောင်းကမနက်စာတောင်လုပ်တတ်တာလားကြည့်ရတာတော်တော်လေးကျွမ်းကျင်ပုံရတယ်ဒါကိုရှင်းအခန်းထဲပြန်ယူသွားပြီးစားလိုက်ကျွန်တော်မျက်ခုံးပင်းလိုက်ပြီးဒီမှာရှင်းတဲ့အတူစားလို့မရဘူးလားမရဘူးရှင်ကျွန်တော်ကိုအဲ့လောက်တောင်မုန်းတာလားရှောင်းသိန်းရှင်ကရှင်းကိုရှင်းအရန်ဆွဲဆောင်ဖို့ရှိတယ်လို့ထင်နေတာလားရှင်မြူဆွေလိုက်တဲ့မိမတိုင်ကရှင်းကိုပြန်ကြိုက်မယ်လို့ထင်နေတာလားရှင်ဘာဖြစ်နေတာလဲဒီမနက်တခုခုမှတော့လာတာလားရှင်းကိုဘယ်သူကမြူဆွေနေလို့လဲဒါဆိုအဲ့ဒီညကဘာလို့ကျွန်တော်နဲ့အတူအိပ်ဖြစ်တာလဲရှင်ကအတင်းအကျပ်လုပ်ခဲ့တာလေရှင်ကကိုအရန်ယုံကြည်မှုလွန်ကဲနေတာပဲအဲ့လောက်တော့ရင်ရှင်းစနီးဟောင်းကဘာလို့ဖောက်ပြန်ရတာလဲထွက်သွားတော့အခုချက်ချင်းထွက်သွားကျွန်တော်ကရှင်းကိုဂရီးဆိုင်နေတဲ့ထင်လို့လားဆိုပြီးကျွန်တော်လည်းစိတ်တိုးနဲ့ထွက်လာခဲ့တယ်စိတ်ကိုပြန်ထိန်ပြီးအလုပ်သွားတဲ့အခါနောက်တောင်ကြတော့မယ်ရုံးအဆောက်အုံနဲ့ရောက်တော့ထက်လီကားစီအမြန်ပြေးပြီးခလုတ်နေလိုက်တယ်ထက်လီကားထဲမှာလူတော်တော်များများရှိနေပြီးဒီမနက်ကျွန်တော်နဲ့စကားများထားတဲ့အမျိုးသမီးလည်းပါနေတာပေါ့ကျွန်တော်ထက်လီကားထဲဝင်တော့ဘယ်သူမှကျွန်တော်ကိုလှမ်းမကြည့်သလိုကျွန်တော်ကလည်းသူ့ကိုမကြည့်ဘူး
ထက်လေကားထောက်မှရက်နေတဲ့ချန်ချောင်းကတော့လက်လန့်ပြပြီးနှုတ်ဆက်တယ်ကိုချန်ဒီနေ့ကြည့်ရတာတော်တော်လေးချောနေပါလားကျေးဇူးပါကျွန်တော်ကော်ဖီမှာထားတယ်ခဏနေရင်အားလုံးကိုတိုက်ပါမယ်ထက်လေကားတွေကထွက်လာတဲ့အခါရှောင်းတိတ်နဲ့ကျွန်တော်တယောက်ကိုတယောက်မကြည့်ဖြစ်ကြဘူးကော်ဖီတွေရောက်လာတော့အားလုံးကကိုပါကိုယူတောက်ကြတယ်မူခင်းဌာနနဲ့ရာဇဝတ်စုံစမ်းရေးအဖွဲ့ရုံခန်းကလူတွေအကုန်လုံးကော်ဖီရကြတာပေါ့ချန်ချောင်းကတိတ်ဆက်နေတဲ့ရုံခန်းတဲ့ကိုကော်ဖီယူလာပြီးအထက်လူကြီးကိုချန်ကတကယ်ကိုစိတ်တဘောထားကောင်းပြီးရော့တယ်သူပဲနော်သူကတော်တော်လေးလဲချမ်းသာပုံရတယ်အမတ်တန်စီပါတဲ့ကော်ဖီတွေနဲ့ကျမတွေကိုတိုက်တာဒါနဲ့ဒီမနက်ထက်လေကားထဲမှာအထက်လူကြီးနဲ့ကိုချန်ကြားမှာတခုခုထူးဆန်းနေတယ်လို့ပဲရှင်တို့နှစ်ယောက်ရန်ဖစ်ထားကြတာလားလို့မေးလိုက်တယ်ရှောင်းတင်းကချမ်းထောင်ကိုအေးဆက်ဆက်ကြည့်လိုက်ပြီးငါဘာသာကော်ဖီဝယ်မတောက်နိုင်လို့လားဘာလို့သူ့ကော်ဖီကိုတောက်ရမှာလဲအထက်လူကြီးကလည်းကျမကအဲ့တဘောနဲ့ပြောတာမဟုတ်ပါဘူးဒီချင်လို့ပါကိုချန်ကကျမတွေစီရောက်တာမကြားသေးဘူးလေရှင်တို့ကဘယ်လိုဖိဖိရန်ခင်းနေကြတာလဲရှောင်းမတွေးစားနဲ့တကယ်ကိုတောက်လို့ကောင်းတယ်အထက်လူကြီးကျန်းနေလမှုကိုအခုပဲပိတ်လိုက်လို့ရပြီလားပထမဆုံးအမှုပိတ်သိမ်းကြအစီရင်ခံစာကကျွန်တော်ကတော့ရွှေပိုင်နယ်ရဲ့ဝန်ခန်းချက်ထဲမှာတခုခုလိုနေတယ်လို့မျိုးခန်းစားနေမိတယ်ကျွန်တော်ကော်ဖီခွက်ကိုကန်ရင်ယုံခန်းတကားပေါင်းကိုမြည်ရနေတော့သူကစကားဆလာတာကျွန်တော်မျက်ခုံးတစ်ဖက်ပင်းလိုက်ပြီးအထဲဝင်ကစစ်စစ်ချက်အစီရင်ခံစာတစ်ခုကိုသူ့ရှိမှချပေးလိုက်တယ်တိုက်တိုက်ဆိုင်ဆိုင်ပဲကျွန်တော်လည်းတခုခုမားနေတယ်လို့ခန်းစားရတယ်ဒါကရွှေပိုင်ရဲ့စာကြည့်ခန်းထောင်ကနေရရှိတဲ့ကော်စောမြန်တွေကိုစမ်းသပ်ထားတဲ့ရလက်ပါအဲ့ဒီရလက်တွေကကျန်းနေရဲ့အလောင်းထက်ခဲ့တဲ့ခရီးဆောင်ဒေတာအတင်းထားကအမြန်တွေနဲ့ထပ်တူကျနေသလိုအဲ့ဒီအမြန်တွေထဲမှာလင်းချန်ချန်ဆိုထားတဲ့လက်သေးဆိုးစေးအကျွင်းအကြံလေးတွေပါကပ်ပါနေတာကိုတွေ့ရတယ်။သူကအစီရင်ခံစားကိုအေးအေးဆေးဆေးကောက်ယူပြီးအမြန်ဟန်လောကြည့်လိုက်တယ်။ဆိုလိုတာကလင်းချန်ချန်လည်းဒီကိစ္စမှာပါဝင်ပတ်သက်နေတယ်ပေါ့။ကျွန်တော်ခေါင်းငီပြလိုက်တယ်။အစီရင်ခံစားတဲ့ကစစ်စစ်ချက်အချက်လက်တွေရတော့ဒီတိုင်းပါပဲ။ရွှေပိုင်ညံကတော့သူဟာစိတ်လိုက်မိုင်းမာနဲ့ခဏတာတောက်ထားထွက်ပြီးတပ်မိတာလို့ပြောခဲ့တယ်။ဒါပေမဲ့အမြန်တွေရဲ့အထောက်ထားရအခင်းဖြစ်ပွားအင်းညာကလင်းချန်ချန်ဟာအိမ်ဟောင်းထဲမှာရှိနေခဲ့တယ်ဆိုတာကိုညွှန်ပြနေတယ်။သူကအပြင်လူမဟုတ်ပဲကြံရပါတယောက်ဖြစ်နေတာပါလင်းချန်ချန်ကိုစစ်ဆေးမွေးမြန်ဖို့စစ်ဆေးရေးအခန်းကိုချက်ချင်းပြင်ဆင်လိုက်အထောက်ထားအလုံးကိုယူလာခဲ့ရှောင်းတင်ကလင်းချန်ချန်ကိုချက်ချင်းစစ်ဆေးမွေးမြန်ပါတော့တယ်အစမှာတော့လင်းချန်ချန်ကဘာမှမသိတယ်လို့ဟန်ဆောင်နေပြီးသူမအနေနဲ့ကျန်းတင်ကို6လံယုံပဲကြိုးစားခဲ့တာပါလို့လင်းညာနေခဲ့တယ်ဒါပေမဲ့ရှောင်းတင်ကလက်သေးဆိုးစေးအကျွင်းကြံလွတွေနဲ့အခင်းဖြစ်ပွားချိန်မှာအိမ်ဟောင်းနားမှာသူမရှိနေခဲ့တဲ့ CCTV မှတ်တမ်းတွေကိုထုတ်ပြလိုက်တဲ့အခါမှာတော့သူမရဲ့ခုခံမှုတွေချက်ချင်းပြိုလဲသွားပြီးအရာအလုံးကိုဝန်ခံပါတော့တယ်တကယ်တော့အခင်းဖြစ်တဲ့ညကလင်းချန်ချန်ဟာအိမ်ဟောင်းရဲ့ဒုတိယအိပ်ခန်းထဲမှာပုံနေခဲ့တာပါကျန်းနေနဲ့ရွှေပိုင်ညာနိုးစကားများနေတာတွေကိုသူမှကြားနေခဲ့ရတယ်လို့ကျန်းတင်ကသူတို့ဖောက်ပြန်နေတဲ့ဗီဒီယိုကိုထုတ်ပြတာကိုလည်းအမြင်ခဲ့ရတယ်အဲဒီနောက်မှာတော့သူမဟာအိပ်ခန်းထဲကဖမ်းပြားခွက်ကိုတိတ်တဆိတ်ယူထုတ်ပြီးရွှေပိုင်ညာရဲ့လက်ထဲကိုထည့်ပေးခဲ့တာပဲဖြစ်ပါတယ်ကျန်းနေဟာလေပင်ကြီးခံရလို့အသက်အတန်ရုန်းကန်နေရချိန်မှာလင်းချန်ချန်ကကျန်းနေရလက်နဲ့ခြေထောက်တွေကိုအတင်းချုပ်ကိုက်ထားခဲ့တာပါကျန်းနေတေဆုံးသွားပြီးနောက်မှာလည်းအလောင်းကိုခီးဆောင်တေတာထဲထည့်ဟိုနဲ့အခင်းဖြစ်ပွားရနေရကိုတန်ရှင်းရေးလုပ်ဖို့ရွှေပိုင်နန်ကိုသူမကူညီခဲ့ပါတယ်ခိုင်လုံတဲ့တသေးအထောက်ထားတွေနဲ့အတူရွှေပိုင်နန်နဲ့လင်းချန်ချန်တို့ကိုရည်ရွယ်ချက်ရှိရှိလူတက်မှုနဲ့တရားဝင်ဖန်ဆီးလိုက်ပါတော့တယ်သူတို့ဟာဥပဒေဟဲ့ပြင်းထန်တဲ့ပြစ်ဒဏ်ကိုရင်ဆိုင်ရတော့မှာပါတက္ကသိုလ်ကျောင်းသားရွှေပိုင်နန်ဟာကျောင်းကနေထုတ်ပယ်ခံလိုက်ရသလိုသူမိဘတွေကလည်းဒီသတင်းကိုကြားတဲ့အခါရွာကလူတွေကိုမျက်နှာမပြရဲအောင်ရှက်ရွံ့နေကြရတယ်လင်းချန်ချန်ရဲ့ကလေးဟာလည်းမိဘအရင်မင်းမရှိပဲကြီးပြင်းလာရတော့မှာပါအမှုရလတ်ပေါ်ထွက်လာတဲ့အချိန်မှာတော့အဖွေသားအားလုံးတပ်ပြင်းချလိုက်ခဲ့ကြပြီးရင်ထဲကမကြေမနက်စစ်မှုတွေလည်းလွန့်စင်သွားခဲ့ပါတယ်ဒီလိုအမှုမှန်ဖော်ထုတ်နိုင်တဲ့စိတ်လှုပ်ရှားမှုကတခြားဘယ်အမှုကိုဖြေရှင်းရလာတယ်မဆိုပိုပြီးထိရောက်ပါတယ်ကျန်းနေအမှုကတော့အပီးသားပိတ်သိမ်းသွားခဲ့ပါပြီဒါပေမဲ့ကျွန်တော်နဲ့ရှောင်းတင်းရဲ့ဆက်ဆံရေးကတော့တိမ်မာနေတုန်းပါပဲချမ်းကြောင်နဲ့တခြားလူတွေကကျွန်တော်တို့ကိုပြန်လဲတင်းမြက်စေဖို့နှီးမျိုးစုံနဲ့စူးစမ်းပေးကြပေမဲ့ရှောင်းတင်းကတော့အမြဲတမ်းအေးဆက်ဆက်နဲ့ငင်းဆန်ခဲ့ပါတယ်ဒီလိုနဲ့ပဲဘဝကစိတ်လှုပ်ရှားစရာလည်းမရှိပြင်းစရာလည်းမကောင်းပဲကုံဆုံးနေခဲ့တယ်လက်ဝက်လောက်ကြားတဲ့အခါမှာတော့ရဲဌာနကိုခက်ခဲတဲ့အမှုတစ်ခုရောက်လာခဲ့တယ်။အဲ့ဒါကတော့မြို့ပြင်ကစွန့်ပစ်ထားတဲ့စစ်ရုံပြက်တစ်ခုထဲမှာအမျိုးသားအလောင်းတစ်လောင်းတွေ့ရှိတဲ့အမှုပါ။ဒေဆုံးသူဟာမူရစ်စေဝါရောင်းဝယ်ဖောက်ကားမှုများစွာနဲ့တန်တရားရှိခံရပြီးထွက်ပြေးနေသူဖြစ်ကဒီအမှုဟာကျွန်တော်အခိုကိုထပ်ခဲ့တဲ့ရာဇဝတ်ကွိုင်းနဲ့လည်းတနည်းနည်းနဲ့ဆက်နွယ်နေပါတယ်။နောက်ဆုံးမှာတော့ကျွန်တော်အထက်လူကြီးတွေကကျွန်တော်ရဲ့အသွင်ယူဆောင်ထောက်ရှောက်လာကိုအတီးပြူပေးခဲ့ပါတယ်။ကျွန်တော်ကိုမောင်ခိုစေဝက်ကဆရာဝန်တယောက်အဖြစ်အသွင်ယူပြီးအဲ့ဒီရာဇဝတ်ကွိုင်းထဲကိုထိုးဖောက်ဝင်ရောက်ဖို့ခွင့်ပြုခဲ့တာပါ။ဒီစစ်စင်ရေးဟာတက်တီအထောက်ထားတွေစုဆောင်းဖို့ချက်ကစစ်စင်ရေးတစ်ခုလုံးရဲ့အထွေထွေအုပ်ချုပ်သူကတော့ရှောင်းတင်းပဲချစ်ပါတယ်။စစ်စင်ရေးမစတင်ခင်ညွတ်နေပိုင်းမှာတော့ရှောင်းတင်းကကျွန်တော်ကိုသူမရဲ့ရုံးခိုင်နဲ့ခေါ်လိုက်ပါတယ်။ဝင်ခဲ့ပါရစေကပတင်ရှောင်းကျွန်တော်ကိုခေါ်တယ်ဆိုလို့မီးရောင်အောင်မှာသူမရဲ့မျက်ခုံးနဲ့မျက်ဝန်းတွေကတိတိတတာနူးညံ့နေပြီးပုံမှန်တွေးနေကြအေးဆက်ခက်ထိုင်တဲ့ရာဇဝတ်မှုနေနေကြီးအခွဲခေါင်းဆောင်တယောက်နဲ့လုံးဝမတူတော့ပါဘူး။ရဲချန်ဒီစစ်စင်ရေးကအရန်အန်တီအများတယ်ရှင်းကိုရှင်ကောက်ွယ်ရမယ်နော်။ဘေးကင်းလုံခြုံရေးကိုပဲအမြဲတမ်းပထမဦးစားပေးပါ။စိတ်မပူပါနဲ့ရှင်ရဲ့အိမ်သားမှုခင်းဆရာဝန်ကအတော်လေးကြန့်ထိုင်ပါတယ်ဒါအပြင်အပြင်မှာလဲကပတင်ချန်ကိုတိုင်နောက်တန်ကနေကူညီပေးနေတာပဲကျွန်တော်ကဘယ်လိုလုပ်တခုခုဖြစ်အောင်ခံနိုင်ပါမလဲဘသူကရှင်အိမ်သားလဲဒါကိုရှင်ကိုပေါ်မှာအမြဲဆောင်ထားပါ
တခုခုဖြစ်တာနဲ့ချက်ချင်းအချက်ပြတင်ခဲ့တာပို့လို့ရတယ်။အတွင်းယူဆောင်ထုတ်တရားရဲ့ဘဝကမလွယ်ကူပါဘူး။ရာဇဝတ်ကိုင်းရဲ့ခေါင်းဆောင်ကအရန်ကိုတန်တရားကြီးတဲ့သူပါ။သူကကျွန်တော်ကိုအကြိမ်ကြိမ်စမ်းတက်ခဲ့တယ်လို့သူ့အတွက်ခွဲချိပေးဖို့တောင်းခိုင်းခဲ့ပါသေးတယ်။ကျွန်တော်တို့အဖွဲ့အတွင်းကနေတစ္ဆာဖောက်တယောက်ကလည်းကျွန်တော်ရဲ့အထောက်ထားကိုအပြီးသက်စစ်ဆေးစမ်းတက်ခဲ့ပါတယ်။ကျွန်တော်အန်တရယ်နဲ့ဂျုံရတိုင်းအပင်ကနေကျွန်တော်ကိုစောင့်ကြည့်ပေးနေမဲ့ရှောင်းတင်းကိုတတိရတယ်လို့ကျွန်တော်အကိုရဲ့ကြီးခွဲစရာထိဆုံးမှုကိုလည်းမြင်ရောက်နေမိတယ်။ကျွန်တော်တော့ကြည့်ပြီးအစွမ်းကုန်သိခံခဲ့ပါတယ်။သုံးလကြာမီနောက်မှာတော့ရာဇဝတ်ကိုင်းကိုအရေးယူနိုင်မဲ့အထီးကတက်ကေအထောက်ထားတွေကိုကျွန်တော်နောက်ဆုံးမှစုဆောင်းနိုင်ခဲ့ပြီးသူတို့ရဲ့ကုန်သွယ်မှုရှုပ်ဝက်စခန်းကိုလည်းရှာတွေ့ခဲ့ပါတယ်။ဖန်စီနေနေကြီးကိုမိုးရွာတဲ့ညတရားမှာပြုလုပ်ဖို့စီစဉ်ခဲ့ကြတယ်။အဲ့ဒီနေ့ကယာတီဥတုဟာကျွန်တော်အကိုဆုံးရှုံးခဲ့ရတဲ့နေ့ကယာတီဥတုနဲ့အတိအကျတူညီခဲ့ပါတယ်။ကုန်သွယ်မှုလုပ်တဲ့နေရာဟာအလစ်အငိုက်ခြုံကိုတိုက်ခိုက်မှုတွေနဲ့ပြည်နှံနေတာပါ။ရှန်တင်းကသူမရဲ့အဖွဲကိုရှေ့တန်းကနေဥဆောင်တိုက်ခိုက်ပြီးကျွန်တော်ကတော့အတွင်းပိုင်းကနေပေါင်းဆက်ညှိနှိုင်းပေးခဲ့ပါတယ်။ဘသူမှမလုပ်နဲ့ရိုးရိုးတဲတဲဖြစ်နေတဲ့ဂျားထဲမှာရာဇဝတ်ဂိမ်းကောင်းဆောင်ကကျွန်တော်ကိုမှတ်မိသွားပြီးဓာတ်နဲ့လွဲခုပ်လိုက်တယ်။အဲ့ဒီလိုရေးကြီးတဲ့ခရံတမရှောင်းတင်းကကျွန်တော်ရှေ့ကိုပေးဝင်လာပြီးဓာတ်ချက်ကိုအစားခံလိုက်ပါတယ်။ဓာတ်သွားကသူမရဲ့ရဲယူနီဖောင်းကိုဖောက်ထွက်သွားပြီးလက်မောင်းမှာထိုင်အားရှိကြီးရားသွားစေခဲ့တယ်။ကျွန်တော်မျက်လုံးတွေနီးမြန်းလာပြီးအဲ့ဒီလူရိုးမကိုမေးပြင်ပေါ်စောင့်တွန်းချလိုက်ကရဲလူလားဆွဲတဲ့အထိသူ့မျက်နှာကိုမရက်မနာထိုးကြည့်ပစ်လိုက်တယ်။ရှောင်းတင်းရဲ့လက်မောင်းကထိုင်အားကိုကြည့်ပြီးကျွန်တော်ရင်ထဲမှာအယံကိုနာကျင်ရတယ်။ရှင်အတုံးလီလားရှောင်းရမှန်းမသိဘူးလားလို့ကျွန်တော်မေးလိုက်တော့သူမကပြုံးယုံတင်ပြုံးပြီးကျွန်တော်မျက်နှာပေါ်ကသွေးဆွဲတွေကိုတုပ်ပေးရင်းပြောတယ်။ကျမကကပတိန်ပဲလေအဖွဲ့ဝင်တွေကိုကောက်ွယ်ရတာကျမတာဝန်ပေါ့ပြီးတော့ရှင်ကအဖွဲ့ဝင်တယောက်ယုံတင်မဟုတ်ဘူးလေကျွန်တော်သူမကိုအလေးအနက်စိုက်ကြည့်လိုက်တယ်ရှောင်းတင်ကျွန်တော်ကွာရှင်းခဲ့တဲ့ညဘာမှရှင်းကိုဆွဲတွေးခဲ့တဲ့အချိန်ကစားလို့ချင်းရှင်းအိုင်အမှုကိုအတိုးကြိုက်တွေ့တဲ့အချိန်လေးပြီးတော့ဒီလွန်ထဲတဲ့ထုံးလာအတွင်းမှာကျွန်တော်နေတိုင်းရှင်းရဲ့ချောင်းကိုပဲတွေးနေခဲ့တာရှင်ဘေးကင်းကင်းနဲ့ကျွန်တော်စီပြန်လာနိုင်ဖို့ပဲဆူတောင်းနေခဲ့တာကျွန်တော်နှလုံးသားထဲကလူကအမြဲတမ်းရှင်ပဲဖြစ်နေခဲ့တာပါကျွန်တော်ရှင်းကိုကစားနေခဲ့တာမဟုတ်ဘူးရှောင်းတင်ကျွန်တော်တပွားလုံးရှင်းပေးမှာပဲနေချင်းလားရှောင်းတင်ရဲ့မျက်လုံးတွေချက်ချင်းနီးမြန်းလာပါတယ်သူမကမျက်လာလွဲဖို့ကြောစားပြီးမဲ့ကျွန်တော်ကသူမမျက်နှာကိုဆွဲယူပြီးနှုတ်ခမ်းချင်းနှမ်းလိုက်မိတယ်။သူမကျွန်တော်ကိုတွဲမထုတ်ခဲ့ပါဘူး။အဲ့ဒီစားကျွန်တော်လေပင်ကိုပြန်ဖတ်ပြီးဒီနောက်ကျမှရရှိခဲ့တဲ့အနမ်းကိုပြန်လေတွန့်ပြန်ခဲ့ပါတယ်။မိုးရွာတဲ့ညရလေပင်တွေတိုက်ခတ်နေပြီးမဲ့ကျွန်တော်တို့ရင်ထဲကနှွေးထွေးမှုတွေကိုတော့မလွင့်စင်စေနိုင်ခဲ့ပါဘူး။ရာဇဝတ်ခွင့်တစ်ခုလုံးကိုအမိပြန်กินနေနိုင်ခဲ့ပါတယ်။ကျွန်တော်အိတ်ကိုတတ်ခဲ့တယ်လို့သစမားတွေအကုန်လုံးကိုဖမ်းမိခဲ့ပြီးတရားရုံးကတီးတန်းချမှတ်ထဲပါတယ်။အိတ်ကိုတော့ကန်ကျမကိုပြန်ချေပေးနိုင်ခဲ့ပြီနော်။အိတ်ကိုနာကျင်အောင်လုပ်ခဲ့တဲ့သူတွေအကုန်လုံးထိုက်တန်းနဲ့ပြီးတန်းတွေရသွားကြပါပြီ။အခုတော့ကျွန်တော်စိတ်ဆွဲလိုက်နေတာတွေကိုလက်လွတ်ပြီးဘဝကိုကောင်းကောင်းလေးထိုင်သွားနိုင်ပါပြီ။ရှောင်းတင်းကကျွန်တော်ဒေးမှာရပ်ပြီးကျွန်တော်လက်ကိုနှူးညံစွာဆုပ်ခံထားပေးတယ်။သူမရဲ့လက်ဖွားစီကနှွေးထွေးမှုကကျွန်တော်ကိုအတိုင်းမသိလုံးကြုံမှုပေးစွမ်းနိုင်ခဲ့တယ်။အမှုပြီးသွားတဲ့နောက်မှာတော့ကျွန်တော်နဲ့ရှောင်းတင်းရဆက်ဆံအေးထတရားဝင်ရှင်းလင်းသွားခဲ့ပါပြီ။ရဲစခန်းကလွတ်ဖို့ကိုင်းအေးတွေကလည်းတခုခုထူးခြားနေတာကိုရိပ်မိပြီးကျွန်တော်တို့ကိုစက်ကြနောက်ကြတော့တာပေါ့။ချမ်းချောင်ဆုံးရဲ့မင်းကစားဆောင်ကမှုန်နေတောင်တောင်းနေပါပြီ။ဆိုရီပိုင်းကလည်းကျွန်တော်တို့ကိုကြည့်ပြီးဖြုံးရင်ကွန်ပျူတာစကားဆိုခဲ့ပါလေ။ရှောင်းတင်းကသူမရဲ့အိမ်ဝဲကနေထွက်ခဲ့ပြီးကျွန်တော်ရဲ့မျက်နှာချင်းဆိုင်အခန်းကိုပြောင်းလာခဲ့ကကျွန်တော်တို့အတူတူနှိခိုင်လာကြပါတော့လေကျွန်တော်တို့အတူရှိနေခဲ့တဲ့အချိန်တွေမှာရှောင်းတင်းကသူမရဲ့အရာရှိဖြစ်လာရတဲ့အကြောင်းရင်းကိုကျွန်တော်ကိုပြောပြခဲ့ပါတယ်။သူမရဲ့ဖခင်ဟာတာဝန်ထမ်းဆောင်ရင်ကြာဆုံးသွားခဲ့တဲ့စုံတော်ဟောင်းတယောက်ဖြစ်တာကြောင့်ပါပဲ။ဖခင်သူမပြီးဆုံးသေးတဲ့အလုပ်တွေကိုဆက်လုပ်ဖို့နဲ့ဒီနေမီရဲ့ငင်းချမ်းရေးကိုကာကွယ်ဆောင်ရှောက်ဖို့သူမဆုံးဖြတ်ခဲ့တာပါ။ကျွန်တော်သူမကိုပွေးဖက်ရေးနားမှာတိုးတိုးလေးကတိပေးလိုက်ပါတယ်။အခုကစားပြီးကျွန်တော်ရှင်းပေးမှာအမြဲရှိနေပြီမှာပါ။ဒီနေ့အကြမှာတော့ရဲဌာနကလုတ်ဖို့ကွိုင်ဖတ်တွေရဲ့အရှင်းမောက်မှာပဲရှောင်းတင်းကိုကျွန်တော်လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ရှောင်းတင်းကျွန်တော်ကမူခင်းဆရာဝန်တယောက်ပါ။တေးဆုံးချင်းတွေကိုမရေမတွက်နိုင်အောင်မြင်တွေ့ခဲ့ဖူးပေမဲ့ကျွန်တော်အကြောက်ဆုံးအရာကရှင့်ကိုဆုံးရှုံးရမှာပဲ။ကျွန်တော်ရဲ့ကြမ်းရှိတဲ့ဘဝတစ်ချောင်းလုံးမှာရှင့်ကိုမုံတိုင်းတန်တွေကနေကာကွယ်ပေးမဲ့တန်ချက်ကအင်ချီတဲ့ခစ်ချင်ပါတယ်။ကျွန်တော်ကိုလက်ထပ်မလား။ရှောင်းတင်းဟာမြင်းရည်တွေကြားကနေကောင်းညီပြီးသူမရဲ့လက်တူကျွဲမှာစိန်လက်ဆွက်လေးဝစ်စင်ပေးဖို့လက်ကမ်းပေးခဲ့ပါတယ်။နေအောင်ကြီးအောက်မှာသူမရဲ့အပြုံးတွေကနူးညံ့ပြီးတောက်နေခဲ့တယ်။အရင်ကရှိခဲ့တဲ့အေးဆက်မာနာကြီးမှုတွေလည်းလုံးဝပျောက်ကွယ်သွားခဲ့ပါပြီ။ကျွန်တော်တို့ရဲ့မင်္ဂလာပွဲကိုတော့ရိုးရိုးရှင်းရှင်းပဲကျင်းပခဲ့ပြီးမိသားစုဝင်တွေနဲ့လှုပ်ဖော်ကွိုင်းဖတ်တွေကိုပဲဖိတ်ကြားခဲ့ပါတယ်။ချမ်းကြောင်ကတတိုးသမီးအရန်လှုပ်ပေးခဲ့တယ်လို့စုံချင်းကလည်းတတိုးထားအရန်လှုပ်ပေးခဲ့ပါတယ်။ရှောင်းတင်းနဲ့ကျွန်တော်ဟာတယောက်ကိုတယောက်တန်ဖိုးထားရင်မိမိတို့မျက်နှိုးတဲ့အသက်မွေဝမ်းကြောင်အလုပ်တွေကိုဆက်လက်လုပ်ကိုင်ရင်ဒီလောကကြီးရဲ့ငင်းချမ်းမှုနဲ့ရိုးရှင်းတဲ့ပျော်ရွှင်မှုတွေကိုအတူတကွဆုပ်ကိုင်သွားကြမှာပဲဖြစ်ပါတော့တယ်